上面阿拉没得唱哎，မင်္ဂလာပါဆရာကြီး明白吧？这里冬叶唱了，冬叶唱了，那唱那谁，我的是。အဲ့တော့ဆရာတို့စာသင်တဲ့ရက်တွေဆိုများတော့ပြန်ရွေးတော့ရွေးရတယ်စာသင်တဲ့ရက်တွေဟုတ်ပြီနော်စာသင်တဲ့ရက်တွေဘာကြောင့်ရွေးလဲဆိုတော့ဆရာတို့ရဲ့ဘေးရင်ကျူနော်လက္ခဏာပြောပို့တူပါဟုတ်လားနော်ပို့တူအဲ့တော့ဒီနေ့ကိုဘယ်သူကစုံမှုနေလဲဆိုရင်ပို့တူကျူပါစုံမှုတယ်ဟုတ်လားနော်ပို့တူကျူပါစုံမှုတယ်ဆရာတို့ဝေါ်ရအတိတွေတိလာတယ်တနင်္ဂနွေတနင်္လာအင်္ဂါပို့တူကြာတော့တောက်ကြစနေဟုတ်လားဝေါ်ရတိတွေမတိဘူးလားနေ့တွေတိလာတယ်ဒါအဲ့နေ့တစ်နေ့ကိုဘယ်လိုလဲစုံမှုလဲဆိုရှင်ဂျိုတစ်လုံးစီကစုံမှုတယ်နော်ကျိုးတလုံးဆရာစုံမှုတယ်အဲ့တော့စုံမှုတဲ့နေ့တွေမှာကုသိုလ်ဘောလူနဲ့ဆိုရင်ဘောလူကျိုးစုံမှုတယ်ဟုတ်လားနော်တော့လူကြောင့်မှာလက်ရှိမယ်လူကြောင့်ဇာတာတသောမှာနော်ဇာတာတသောမှာရှိမယ်လူကြောင့်ကသူ့ပါစုံမှုတယ်ဘောလူမစုံမှုတဲ့လူတွေကများတော့ဇာတာမှာဘောလူမစုံမှုတဲ့လူတွေကနည်းနည်းခေါ်ပေါ့လူတွေသိမ့်မလဲတော့နော်လက်ပြီးနော်ဥပမာဆိုလက်ပြီးဘောလူဖြစ်ခြင်းနော်လက်ပြီးပါလေဘောလူဖြစ်ခြင်းနောက်တော့လက်စီနှစ်ခတ်ဒီဘောလူဖြစ်ခြင်းဟုတ်လားနော်ဘောလူဖြစ်ခြင်းနော်လက်စီဘုံဒီနှစ်ခတ်ဒီဗာလဲဘောလူဖြစ်ခြင်းအဲ့တော့စမ်းစီနှစ်ခတ်ဒီနော်စမ်းဒီအလားတူပဲစမ်းဒီလေလူပဲနော်စမ်းပြောရဆိုရင်စမ်းဒီလေစမ်းလာလေဗာလဲဆိုရင်ဒါ၄ခုဟုတ်လားနော်နောက်တစ်ခါစမ်းစီနှစ်ခတ်ကလည်းဗာလဲ၄ခုဒါစမ်းစီဘုံဒီနှစ်ခတ်ကလည်းဗာလဲဆိုရှင်၄ခုဒီပြင်နေရလဲပါလေ၄ခုအဲ့တော့ဒါဒီလိုဖြစ်မှာဒါဘုံလူစိုးမှုတယ်လို့ဆိုတာဘောပေါ့နော်ဗေဒပညာသင်ရတာလွယ်တယ်သူတို့မှာဗေဒပညာသင်ရတာလွယ်တယ်မျက်ပါလိမျက်လွယ်လူပေါ့ဘောပေါ့နော်ဒီအပြင်ကတနင်္လာနဲ့ဘုံလူရဲ့အကွာဝေးလေးရှိသေးတယ်နော်တနင်္လာကြည်မှန်တစ်ချက်ပဲနော်အဲ့တနင်္လာကိုဘုံလူကဘယ်လောက်လဲဆိုရှင်နော်ကောင်းတော့အမြင်ပေါ့ကောင်းတော့အမြင်ဆိုရင်60နော်120 108နော်92 144စသည်ပေါ့နော်ကောင်းတော့အမြင်တွေကိုဘယ်လိုလဲဆိုဘိုလ်ကမြင်ထားလို့ရှင်အဲ့ဒါလေဗေဒတရားလွယ်တယ်ဗေဒလည်းရှုပ်ကြည့်တယ်ဗေဒတရားတာလည်းလွယ်တယ်ဟုတ်နော်အဲ့တော့ဗေဒဆိုတာအတွက်ချက်ပဲဟောနော်အတွက်ချက်တော်တဲ့သူတွေအားလုံးကဘိုလ်နဲ့ပတ်သက်နေတယ်ဘောပေါ့နော်အဲ့ဒါဒါတာမှာအဲ့ဒါတွေပါမယ်လက်ဒီဘိုလ်ဖြစ်နော်လက်ရသည်ဒီဘိုလ်ဖြစ်တော့ဆိုရင်လက်စီနဲ့ခတ်ဒီဘိုလ်ဖြစ်ဆန်းစီနဲ့လက်နော်လက်စီဘိုလ်နဲ့ခတ်ဒီဘာလဲဆိုရှင်နော်ဘိုလ်ဖြစ်ပေါ့ဒါတွေနဲ့ပတ်သက်မှာလားဘာလဲဆိုရှင်ဒါဗေဒစာတယောက်ဖြစ်ဖို့ဒါမှဆိုရှင်အတွက်ချက်ဒီမှာနော်သင်ရတာလွယ်ကူတယ်လို့ဆိုထားတယ်နည်းနည်းခတ်တုံးကောင်းတွေတွားကြည့်မရဘူးဟုတ်လားနော်အဲ့ကြတော့ဆရာတို့လက္ခဏာဟောဆိုလက်တန်းလေးကပြက်နေနော်လက်တန်းလေးပါပဲပြက်နေတယ်လက္ခဏာမှာလက္ခဏာတော့ဘာဖြစ်လဲလက်တန်းလေးကပြက်နေအဲ့တော့လက္ခဏာဆိုဆရာတို့လေးသိချဟောလို့တဲ့ခါကြတော့လက္ခဏာတွေကိုဆရာတို့သိချဒီလူတွေကဘာသူအားကောင်းလဲဒါလက္ခဏာပဲဆိုဘာသူအားကောင်းလဲဆိုဆရာတို့ကစစ်ဆေးကြည့်ရတယ်လက္ခဏာမှာလဲဆရာတို့မတွေ့နိုင်လားတွေ့နိုင်တယ်နော်ဟိုတော့လက်ကဗဒစစ်ရှိတတ်လေဆရာတို့ကတော့30ရှိတတ်တယ်30ရှိတတ်တယ်နော်ဆရာတို့ဒီလက်မကိုဆရာတို့ဘေးချထားလို့ရှိရင်ဆရာတို့လက်ညှိုးကစာယူပဲပေါ့ဒါဆိုဒီကောင်ဆိုမိသားဘောနော်သူအားကောင်းတဲ့လူတွေကနော်သူအားကောင်းတဲ့လက်ကျိုးလေးကိုဆရာတို့ကြည့်ပဲလက်ကျိုးအစ်စ်30ရှိတယ်ဒီ30ကို30ချင်းဘယ်သူတွေအားကောင်းလဲအားကောင်းနေဆိုတာကနော်တုတ်လို့ခိုင်လို့နော်ဒီသဘောတွေကြည့်ရလည်းမဟုတ်ဘူးနော်အားကောင်းတဲ့ဆိုရင်ဥပမာဆိုချပါရဲ့ဒီမှာဆရာတို့ကဒီလက်ညိုးကြည့်မယ်ဆိုရှင်လက်ညိုးလေးပိုရှည်လို့ရှင်ဒါဆိုအတိပညာတော့နော်ဒါကတော့ကျွမ်းကျင်မှုနော်အဲ့ဒါဒီပေါ်မှာနော်ဒီခေါ်ပေါ့ဖန်တီးနိုင်မှုကဒီပါတယ်အဲ့တော့ဒီအတိပေါ့လက်တန်းလေးဆရာတို့ပြောဆိုလက်တန်းဆိုဘေးရင်အတိပေါ့ဘေးရင်တိလက်တန်းလေးရှိသလားဒီကောင်လေးကိုကျွမ်းကျင်သလားနော်ဒါရောဘေးရင်ပညာပေါ်မှာလည်းလှုပ်သလားဆိုဒီအချက်ကလေးတွေဆရာတို့ကကြည့်ရတယ်ဟုတ်လို့ဆိုလို့ရှိရင်ဘောနော်အဲ့တော့ဆိုရင်ဒါဆိုမိတ္တဆိုရှင်ဒီကောင်မိတ္တဆိုရှင်မိတ္တအားကောင်းတဲ့လူတွေကလှင့်နေမြဲမြဲအလုပ်လုပ်တတ်တယ်ဘောနော်စရလေးရဲ့သဘောဘောနော်စရရဲ့ပါလေသဘောလှင့်နေမြဲမြဲလုပ်တတ်တယ်နော်လှင့်နေမြဲမြဲလုပ်တတ်တယ်ဘောပေါ့နော်လှင့်နေမြဲလုပ်တတ်တယ်နောက်တော့သူကမိတ္တဆိုတာကနော်များတော့ဖြစ်သွားတိုက်ခိုက်တယ်အင်္ဂါပိုင်တယ်ဘယ်လိုပိုင်တယ်လဲအင်္ဂါပိုင်တယ်အတိုက်ခိုက်တယ်လက်ညှိုးနဲ့ဩဇာမပေးဘူးလားပေးတယ်အဲ့မှာသူကဘာတွေထားလဲဆိုတာ
မိတာပိတာနော်ဒါမိတာပိတာနော်မေထုံးဆိုဒီမှာအဲ့လိုထားတယ်သူကမိတာကိုဒီနားလေးထားပေးရတယ်သူကနော်ဒါပေမဲ့ဂျိုးသူကဘာလို့လက်ချောင်းကြတော့ဗာလက်ချောင်းလဲဆိုရှင်ကြာသာလေးလက်ချောင်းကိုခေါ်လားခေါ်တယ်အဲ့တော့သူကဒီလက်ချောင်းတစ်ခုလုံးကကြာသာလေးတင့်နေတဲ့လက်ချောင်းဟုတ်လားနော်ကြာသာလေးတင့်နေတယ်ဒါပဲယာဒီလေးတော့မိတာပိတာမေထုံးဆိုအဲ့လိုမရှိလားရှိတယ်အဲ့တော့ဒီလက်ချောင်းလေးတွေကြည်ချင်းအားဖြင့်လဲဆရာတို့ကနော်လူတယောက်ရဲ့ဟိုဘောနော်ဇာတ်ရိုက်တွေလက္ခဏာအများကြီးကြည့်လို့ရတယ်နားလည်နော်အများကြီးကြည့်လို့ရတယ်အဲ့ဒါတွေပေါ့အားလုံးကလက္ခဏာတွေပေးရတယ်ဆက်ဆက်နေကဲဒီနေ့နော်ဆရာတို့စာမျက်နှာဘယ်လောက်လဲစာမျက်နှာတတ်ထားလို့ရှိရင်39စာမျက်နှာ39နော်ဘာတွေ့ရလဲဆိုရှင်ဘွဲလွန်ပညာရေးကိုသွားမယ်လူတယောက်ကဘွဲလွန်ပညာရေးဆိုတာလူတယောက်ကဘွဲတစ်ခုရသွားတယ်ဘာလို့နံပါတ်1ကဘာကြောက်လဲဆိုဒီကလေးဒီကိုစီလာမေးတယ်နော်ဒီဇာတာရှင်ဒီဘွဲတစ်ခုရနိုင်မရနိုင်မကြည့်အောင်လားစစ်ဆေးရတယ်ဘွဲတစ်ခုရနိုင်အဲ့ဒါပဲဆိုစစ်ဆေးလေးတက်ငါစစ်ဆေးရလေးတက်ဘာသာဒီပုံလေးနဲ့ခတ်တဲ့ခင်တို့ဒီနော်လေးတက်တော့မဟုတ်ကိုတက်တော့မဟုတ်17တက်နဲ့ဆက်ဆက်နေလို့ရှိရင်ဘာလဲတော့ပညာသင်ကြားခြင်းကိုဖော်ပြတယ်။ဘာဖော်ပြလဲပညာသင်ကြားခြင်းကိုဖော်ပြတယ်။လေးတက်ပိုင်ပညာတော့သင်ကြားမယ်ပေါ့။ဒါမှဆိုလေးတက်ကိုထောက်ခံတဲ့လူရှိသေးတယ်နော်။လေးတက်ဘာသာဒီပုံလေးနဲ့ခတ်တဲ့ခင်တို့ကနော်ဆိုလိုချင်ပါလို့လေးတက်ဘာသာဒီပုံနဲ့ခတ်တဲ့ခင်တို့ကလေးတက်နော်ကိုတက်17တက်နဲ့တစ်ခုခုကိုအကျိုးဆောင်ထားတယ်နော်အကျိုးဆောင်ထားတဲ့အခါမှာအဲ့ကဗုဒ္ဓရလဲနော်၄တန်း9တန်း17တန်းတစ်ခုခုကိုသူကအကျိုးဆောင်ထားမှာဘာလို့ဆိုသူကပညာသင်ကြားရေးနော်၄တန်း9တန်း17တန်းပါရောက်ကဘာမှမပေါ့၄ခု7မှာပါလို့ရှိရင်တော့ပညာသင်ကြားရမယ်တော့ပေါ့နော်ဘာလို့မလဲပညာသင်ကြားမယ်ဘွဲတစ်ခုရဖို့အတွက်၄ခု7ကဗုဒ္ဓရရှိရမယ်နားလည်နော်အဲ့ဗုဒ္ဓမှာရှိရမယ်အဲ့ဒီမှာမရှိခဲ့လို့ရှိရင်နော်သူကဘာလဲဆိုတော့ဘွဲမရတော့နားလည်နော်ဘွဲမရတော့ဟုတ်ပြီဘွဲမရတော့ဒါပေမဲ့ဂျိုးအမြင်ရှင်တွေလည်းကြည့်ရတယ်နော်နားလည်နော်ဂျိုးအမြင်ရှင်တွေလည်းကြည့်ရတယ်ဟုတ်ပြီအဲ့ဒါဆိုရှင် तू ကနော်အောက်ကလည်းလေးတက်ဇက်ဆောက်ဂျူကလေးတက်ဘာဝတတိဗုဒ္ဓနက္ခတခင်ဂျူရဲ့ဇက်ဆောက်ဂျူက၄တက်3မို့9တက်3မို့17တက်မှာပြုတ်လားဖြစ်တယ်ဘယ်ဗုဒ္ဓမှာတည်ရမလဲ၄တက်3မို့9တက်3မို့17တက်မှာနော်အဲ့ဗုဒ္ဓမှာပါလေတည်ရမယ်တည်လို့ရှင် तू ကဘွဲတစ်ခုမရနိုင်ဘူးလားရနိုင်တယ်ဘွဲတွေပြောမှဆိုရှင်နော်လေးတက်ဘာဝတတိဗုဒ္ဓနက္ခကတောက်ကြဖြစ်လို့ရှင်ဘာဖြစ်လဲတောက်ကြဖြစ်လို့ရှင်ဒီတော့ဘာသာတောက်ကြဆိုတော့သူကဓာတုဝေဒနော်ဓာတုဝေဒနဲ့ပတ်သက်တဲ့ပညာရသင်ရမှာဘိုလ်လူဖြစ်လာလို့ရှင်ဘာဖြစ်လဲဘိုလ်လူဖြစ်လာလို့ရှင်လေဦးဖြစ်လာလို့ရှင်နော်အဲ့တော့ယူပဝေဒယူပနော်ဒါဆိုသင်္ချာဒါနဲ့ပတ်သက်တဲ့ပညာရတော့သူကသင်ကြားမှာလေးတော့ဘာသာတန်ဒီဘုဒ္ဓနဲ့ခတ်တဲ့ခင်ကျွာစိုးပြီနော်ပညာရေးဆိုပညာရေးကဏ္ဍဆရာတို့သင်တဲ့ခါအဲ့ဒါတွေတွေ့မှာနော်တောက်ကြနော်မလားဘိုလ်လူကယူပဝေဒနဲ့နော်သင်္ချာဟောစနေဆိုလို့ရှင်နော်စနေဆိုမြေကြီးစနေရပါလဲဆိုမြေကြီးကိုဖျုံးလားစနေမြေကြီးကိုဖျုံးတယ်စနေဆိုရှင်ဘာနဲ့ပတ်သက်တဲ့ပညာသင်ရမလဲဆိုရင်သူကနော်ပထဝီလိုဟာမျိုးသင်ရမယ်တနင်္ဂနွေဆိုလို့ရှင်နော်တမိုင်းလိုဟာမျိုးသင်ရမယ်စသဖြင့်မသိနိုင်ဘူးလားသိနိုင်တယ်ဟုတ်လားနော်အဲ့တော့အင်္ဂါဆိုလို့ရှင်စက်မှုတပ်ပညာတွေအင်္ဂါနဲ့ဗုဒ္ဓကိုတွဲရဘာလဲဆိုရှင်အင်ဂျင်နီယာတွေဒီလိုမွေးထုတ်ပေးလားမွေးထုတ်တာဒါပညာသင်ကြားရေးမှာအဲ့ဒါလိုသွားတာနော်ဇာတာဆောင်မှာကြည့်လို့ရှင်နော်ဇာတာရှင်ကဘာပညာတွေသင်ကြားမယ်ဆိုတာကိုမဖော်ပြနိုင်ဘူးလားဖော်ပြနိုင်ဆိုလိုချက်ကနောက်မှသင်ကြားတဲ့ပညာမဟုတ်ဘူးစလာခြင်းတက်ကလို့စတက်လိုက်တယ်ဆရာတို့လူတွေပညာအများကြီးမသင်ကြဘူးလားသင်ကြတယ်ဘွဲတစ်ခုရပြီနောက်တစ်ခုလည်းထပ်ယူကြဘူးလားယူကြတယ်ဒါမဲ့ဆိုကနဲ့ဥဘွဲကိုဆရာတို့ကစုလို့တာဘာဘွဲလဲကနဲ့ဥဘွဲနောက်ဘွဲကြတော့ဒတာတွေနဲ့ဆိုင်ဟုတ်လားနော်ဒတာတွေနဲ့ဆိုင်တယ်ကျွန်တော်ဟုတ်လားနော်စက်ကမောတော့ပြီးတော့နော်ကျွန်တော်အချက်လောက်နော်အချက်အပြုဒီပလိုမာရလာခဲ့တယ်ဒါဒီပလိုမာတစ်ခုထပ်တင်တယ်ဟုတ်လားနော်ဒါကဒတာစားတာပေါ့တောက်ကြဒတာဆိုင်အဲ့တိုင်ဖြစ်မှာပေါ့နားလည်နော်တချို့နော်တက်ကလေးတစ်ခုတက်လိုက်တယ်တက်လိုက်တော့ဘာလဲဆိုရှင်သူကနော်ဘွဲရတော့ပြီးမှဘာလဲဆိုရှင်စက်မှုတက်ကလေးဒါမှမဟုတ်စက်မှုနော်ဒီပလိုမာစားတယ်မတက်နိုင်လားတက်နိုင်တယ်အဲ့ဒါတွေကဒတာတွေနဲ့ဆိုင်တယ်ဟုတ်လားနော်ဆက်ကြည့်အောင်ဘွဲလုံပညာရေးကြတော့ဘွဲလုံဖြစ်ဖို့ဘွဲဘာလဲဆိုရှင်ဘွဲတစ်ခုရပြီနောက်ထပ်နော် MSc MA ဟုတ်လားနော် MSc MA နောက်ထပ်ဘာလဲ PhD ဆိုတော့မရှိနိုင်လားရှိနိုင်အဲ့ဒါဖြစ်ဖို့အတွက်ဘယ်တန်ဘာဝကိုကြည့်ရမလဲဆိုရှင်ကိုတန်ဘာဝတန်တိဗုဒ္ဓနဲ့ခတ်တဲ့ခင်ကြိုပါလေကြည့်ရမယ်ကိုတန်ဘာဝတန်တိဗုဒ္ဓနဲ့ခတ်တဲ့ခင်ကြိုပါလေကြည့်ရမယ်ကိုတန်ဘာဝတန်တိဗုဒ္ဓနဲ့ခတ်တဲ့ခင်ကြိုသည်နော်ဘယ်ဘာဝတွေနဲ့ဆက်သွယ်နေရမလဲဆိုလို့ရှိရင်
နော်လေးတန်ကိုတန်စတတန်နဲ့ဆက်သွယ်နေရဟုတ်လားနော်အဲ့ဒီမှာကိုတန်နဲ့ဆက်သွယ်နေလို့ရှိရင်တေချာပေါက်ပါဖြစ်လေကိုတန်နဲ့ဆက်သွယ်လို့ရှိရင်တေချာပေါက်နော်သူတေချာပေါက်ပါဖြစ်လဲဆိုရှင်တေချာပေါက်သူကနော်ဘွဲလုံပညာရေးကိုသင်ကြားလိမ့်မယ်တေချာပေါက်ပါဖြစ်လေဘွဲလုံပညာရေးကိုသင်ကြားလိမ့်မယ်နားလည်နော်တေချာပေါက်ဘွဲလုံပညာရေးကိုဆရာတို့သင်ကြားလိမ့်မယ်အဲ့တော့ကိုတဆိုရှင်တေချာပေါက်အဲ့ဒီနော် BSc တက် BSc MSc တက်ရဲ့ sorry MSc တက် MSc MA တက်ရဲ့ MA တို့ရမှာပေါ့ကိုတတေချာတော့စတတလည်းတေချာတယ်လေးတဆိုရှင်နည်းနည်းခက်ခဲတတ်တယ်ဟောနော်အများတော့ဖြင့်ဆရာတို့နော် MSc တို့ MA တို့နော် PhD တို့ရတယ်လူတွေတွားကြည့်လို့ဆိုရှင်နော်ဘာတွေရလဲဆိုရှင်အဲ့ဒီတော့နော်ဒီနော်ကိုတဘောတာလီဘိုလူနာတန်၄ကို7မှာကိုတ7တန်းနဲ့အထူးဆက်သွယ်နေတာကိုတွေ့ရတယ်နားလည်နော်အဲ့တော့ဟုတ်ပြီတက်ရမယ်ဆိုတချို့ဆိုရင်နော်တက်ကလူစတော့နော်ဟိုဘောနော်ဘွဲရလိုက်တယ်ဘွဲရပြီးတော့ဘွဲရတဲ့ခါမှာကျူးလို့ခေါ်တယ်ကျူးဆိုပါလဲဆို qualify ဆိုတာကနော်မဟာဝိဇ္ဇာတမုတ်မဟာတိတ်ပံကိုတက်ရောက်ရန်အစစ်မိပြီဆိုတော့စတားလေးမပြောက်လားပြတယ်အဲ့ဒါဆိုသူတက်ရောက်ရန်အစစ်မိပြီပေါ့နားလည်နော်တကယ်တက်ရောက်နိုင်မှုရှိမရှိကိုဘာနဲ့ဆုံးဖြတ်လဲဆိုရင် data နဲ့လည်းဆုံးဖြတ်တယ်အဲ့မှာစောင့်ရတဲ့ data တွေကလေကိုစက်တဲ့ data မဟုတ်ဘူးလေကိုစက်တဲ့ data မဟုတ်လို့ရှင်သူဒီကြောင်းခဏနားမှာပေါ့ဘောပေါ့နော်ကြောင်းမှာပဲလေခဏနားတော့မယ်သူနော်ဟိုပေါ့ဒီနှစ်တော့မတက်နိုင်ဘူးဆိုတာဖြစ်သွားမယ်ပေါ့နော်လေကိုစက်တဲ့ data စားတဲ့ချိန်ကြတော့သူမတက်ဘူးလားအဲ့ကြတော့တက်ပြီအဲ့တော့ဆိုလိုချက်ကနော်ကိုတမောတန်ဒီဘိုဒီနဲ့ခတ်တခင်ကြိုဒီ၄တက်၉တက်၁၇တက်ဇက်ဆောင်ကြိုတစ်ခုနဲ့ဆက်သွယ်ပြီးတော့နော်၄တက်၉တက်၁၇တက်နဲ့ data မှာသူကနော် PhD ပြီးမှဒါမှမဟုတ်ဆိုရှင်ဗာလဲဆိုရှင်ဘွဲလုံးပညာရမှာပြီးလားပြီးတယ်အဲ့တော့ master ပေါ့နော်အဲ့တော့ဘွဲလုံးအဲ့ပညာရေးတွေဆက်လို့ပြီးလားပြီးတယ်အဲ့တော့သူကဆိုလို့တက်နေရင်းနဲ့လေနော်၄တက်၉တက်၁၇တက် data မစားလို့ရှင်ပြီးနိုင်လားမပြီးနိုင်ဘူးတချို့ဆိုစားတဲ့ငယ်ချင်းဆိုရှင်နော်တက်လိုက်တာဒီကျောင်းဆရာလို့နော်တက်လိုက်တော့ကျောင်းမှာသူက MSc တွင်နော်ဟောလောက်ထားတယ် MSc ကိုသူကတက်လိုက်တယ်တက်လိုက်တော့ MSc ကိုနော်သူ thesis လုပ်တယ်အဲ့ thesis မပြီးတာကိုသူဆရာကနော်တခြားဟိုတက်ကတူတွေရောက်တယ်သူကအလုံးဝင်နေဟုတ်လားနော်အလုံးဝင်နေအဲ့ဒါနဲ့မပြီးနဲ့သူမပြီးရတဲ့ကိုနော်စံတက်လောက်ကြတယ်ပြီးတော့မှဘာဖြစ်လဲဆိုရှင်အဲ့ဒီရတယ်ရောက်ပြီးတော့နောက်ထပ်တက်ကတူတစ်ခုမှသူကျောင်းဆရာသွားဖြစ်တယ်ဘောပါလို့မသိနော်ကျောင်းဆရာတော့နော်မူလာတန်းကျောင်းဆရာနေတော့မှနော်ဟိုဘက်ကကျောင်းဆရာပြန်ခု service ပြန်တော့ check ဒီလိုလုပ်ပြီးတော့မှဖြစ်တာအဲ့ဒါဘာတွေလဲဆိုရှင်နော်497 data မစမချင်းသူဒီဝဲလုံပညာရေးကိုပြီးနိုင်လားမပြီးနိုင်ဘူးအဲ့ဒါ data နဲ့ပါပဲလေကြည့်ရနော် data နဲ့ကြည့်ရအဲ့ဒါဝဲလုံပညာရေးကနောက်တစ်ခါဖျားဖူးခီနော်ကိုတန်းဆိုတဲ့ကသူ့ဘာဝနော်ဟိုရှေ့တုန်းကနော်အတိတ်ကြောင်းတယ်အဲ့တော့လူကြောက် data ဆိုင်ကိုတန်းပါဖို့သိရေးကြည့်တာနော်ကိုတန်းပိုင်လူထက်တန်းစားတဲ့ကိုရောက်လာတယ်ကိုတန်းပိုင်ဟုတ်နော်နောက်တွေ့ရှိရတာလေလူထက်တန်းစားတွေနဲ့ပဲတွေ့ရှိရတယ်အဲ့ကိုတန်းပါမှာကိုတန်းမပါလို့ရှင်တော့အဲ့လိုပဲနော်လက်ဖက်ကိုလူတန်းစားကိုကအညံ့ဆိုအညံ့နဲ့လူတန်းစားနဲ့ပဲတွေ့မှာအဲ့တော့ဆရာတို့ဟဲလူစနစ်မှာရှိတယ်ဟဲလူစနစ်မှာကိုတက်စက်တန်းနော်ဥပဆိုရှင်ဇာတာတောင်းမှာဒီမှာနော်ဇာတာတောင်းတနုလက်တစ်ခုဆရာပြမယ်တနုလက်ကတနင်္ဂနွေတဲ့ပုံကိုပူမယ်ပေါ့နော်တနုလက်အဲ့တော့ဆရာတို့ဒီမှာတနင်္ဂနွေတဲ့ပုံကိုပူတယ်ပေါ့သူကဘာလဲဆိုရှင်ကိုကမှမွေးတယ်ပေါ့နော်ဒါတကူလာကမွေးတယ်လို့ဆိုကြပါတော့တနုလက်ပုံကဒီမှာပူနေဒီလက်ကတော့ထောက်မယ်ဆိုရှင်တနုလက်ကထောက်ရင်1 2 3 4 5 6 9 10 9ကိုတတ်တဲ့ခံတူလေတနင်္ဂနွေဒါကိုတတ်တဲ့ခံကိုတတ်နော်ကိုတတ်ဘာဝတဲ့ခံဟုတ်လားနော်ကိုတတ်ဘာဝတဲ့ခံဘာဝပေါ့နော်ကိုတတ်ဘာဝပဲမှာကြောက်လေဒီမှာကြောက်စက်တဘာဝပဲမှာကြောက်လေဒီမှာကြောက်လေကိုတတ်ဘာဝတဲ့ခံပါလေတနင်္ဂနွေစက်တဘာဝတဲ့ခံပါလေဘုရားဟုလေးခုတနင်္ဂနွေတဲ့ဘုရားကပူးနေမယ်ဆိုရှင်သူကယာသရုပ်ရတယ်လို့ခေါ်တယ်ဘာရုပ်ရလဲယာသရုပ်ရတယ်လို့ခေါ်တာနားလည်နော်ယာသရုပ်ရတယ်ရာဇရုပ်ဆိုတာအထက်တန်းစားပါသူကရာဇရုပ်ကလည်းအမျိုးမျိုးရှိရာဇရုပ်64မျိုးထိနောက်ဆုံးခွဲလာတယ်ပထမဆုံးစတွေ့တာနော်စတွေ့တာက
9တန်းနဲ့10တန်းဆိုအထက်တန်းသားရာသားရုပ်နော်အဲ့ဒါဘာရာသားကိုလေအထက်တန်းသားရာသားရုပ်ရတယ်လို့ဆိုထားတယ်နောက်ကျမှရာသားရုပ်တွေကထပ်တော့တိုးလိုက်ကရာသားရုပ်64မျိုးလောက်ထိရောက်သွားတယ်ဟုတ်လားနော်အဲ့တော့ရာသားရုပ်ရတယ်ရာသားရုပ်ပြည့်စည်ခြင်းဆိုပြတာဟေဒူစနစ်တွေမှာမရှိဘူးလားရှိတယ်အဲ့တော့ဒီမှာဆိုရှင်ပါလေ9တန်းနဲ့10တန်းကရာသားရုပ်ကိုရတယ်တယ်နော်9တန်းကသူ့ဘာသူ့ဘာရှေ့ခုတို့10တန်းကအလုပ်ဟုတ်လားနော်10တန်းမှာပဲအလုပ်အဲ့တော့ကျွန်တော်ဆရာတို့က9တန်းလူတွေရဲ့ဇာတာတွေမှာ9တန်းတတာစာဖို့တက်ရေးကြည့်တယ်9တန်းဇာဆောင်ကျူတတာစာဖို့ရေးကြည့်ဒါဆိုလူဘဝအဆင့်တန်းမြင့်မြင့်မာရောက်တာနော်မြင့်မာရောက်တာဆရာတို့2တန်း6တန်း10တန်း17တန်းနေဆရာတို့2တန်း6တန်း10တန်း17တန်းနော်ဇာဆောင်ကျူမှာဇာဆောင်ကျူမှာရှိပြီးတော့2တန်း6တန်း17တန်းမှာတီလို့ရှိရင်အဲ့ဒါဘာဖြစ်တယ်လဲအဲ့ဒါစီးပွားရတာအဲ့ဒါဘာရတာလဲစီးပွားရတာ9တန်းကြတော့အဲ့လိုမဟုတ်ရှေ့ကုသိုလ်ကြောင့်ဘုံကံကြောင့်ရတာဘုံကံကြောင့်ရတာဆရာဆိုကြည့်လိုက်တယ်နော်ဆရာစီလာမေးတယ်နော်သူကဆရာကိုနော်သူ့ရဲ့ဗရမများလက်စပ်ပေးပြတယ်ဆရာကြိုက်ကြီးဆရာကကြိုက်ကြီးရတာဗရမကြောင့်လဲဆရာတော့နားလဲတာမဟုတ်ပဲလှတာပဲအကြောင်းတောက်တာပဲသိတာပေါ့ဆရာကဘလောက်ကံမထင်တယ်တဲ့ကျွန်တော်မဖန်မှန်းတတ်ဘူးတဲ့နော်ဆရာတို့တော့ဗရမများငမောက်ကပြည်တံဗရမများဟုတ်လားနော်ဘာဗရမများလဲပြည်တံဗရမများပြည်တံဗရမများဆိုတာကအဲဒုက္ခဒုက္ခတူတိုင်းပြီပေါ့ဒုက္ခဒုက္ခတူတိုင်းပြီတန်ဗရမများပေါ့နော်ညီမတန်ငါလုံးတန်တဲ့ဗရမများလားဆိုတော့အဲ့လိုလေဟောချင်မှာဟောမှာဒုက္ခဒုက္ခပြည်လေးရတယ်ဒီလောက်ပဲရှိတာနော်ဒီလေးပါပဲနော်ပြည်တံဗရမများပေါ့အဲ့လိုပဲအခုဆရာကိုပြတဲ့ဗရမများဆိုဆရာတိတ်ချကြိုက်ကြည့်လိုက်တယ်နော်တိတ်ချကြိုက်လို့ကြည့်လိုက်ပါလေသူကပြောတယ်အဲ့ဗရမများတန်ဖိုးဖြတ်လို့မရဘူးတဲ့တန်ဖိုးဟိုပေါ့နော်ဟိုဆိုင်နေရနော်ကွန်ဂျနာရောင်းဆိုင်နေရတန်ဖိုးဖြတ်နိုင်တယ်နော်ဒီလိုဆိုထားတာသူတို့ဇာတာတွေကြည့်လိုက်လို့ရှိရင်ကိုတက်ဇာဆောင်သူတွေပဲတတာစားတော့ပေါ့နော်စီဝါရေးလုပ်ငန်းတွေတော့သူလုပ်ထားတယ်ဒါပေမဲ့ तू ကအသက်ကြီးရော तू မလုပ်နိုင်တော့ဒါပေမဲ့ကိုတက်ဇာဆောင်တတာစားကိုတက်ကလူ့ဘဝအဆင့်တန်းအမြင့်မြတ်မှာရောက်တယ်နားနော်သူ့ဘာဘာဝသူ့ဘာဘာဝဆိုရှေးကုသိုလ်ကြောင့်ဘာကုသိုလ်လဲရှေးကုသိုလ်ကြောင့်နော်ရတယ်အဲ့ဒါကြောင့်တစ်ခါလေးကြတော့ကိုတက်ဆယ်တန်းဇာဆောင်သူတွေတတာစားလို့ရှေးကုသိုလ်ကြောင့်ရတယ်ဥပမာဆိုကြပါစို့ဘယ်နော်ဘယ်တစ်ပါးဖြစ်ပြီးဆိုကြပါစို့တခြားနိုင်ငံကသစိုးလက်ဆောင်တွေလာမဆက်ကြဘူးလားဆက်တယ်ဘယ်ရင်စီဝါရေးလုပ်လားမလုပ်ဘူးဘယ်ရင်ကနော်အခွန်အတုံနဲ့ပဲသူကနော်သူကသူ့ရဲ့ဘေးမန္နာတော့ဖြစ်လာတယ်အဲ့ဘန္နာတော်တွေကမှပဲထပ်ပြီးတော့ဟောလာနော်ဒါသာရိတ်ခါမှာပေးရဘူးလားပေးရတယ်ဒါရှင်းတော့ပါဟုတ်ပြီနော်အဓိကကိုတန့်လေကြည့်နော်ကိုတန့်ပါလို့ရှင်ဇာတာဒီမှာကိုတန့်ပါလေဒီလူခန့်ညံ့မဟုတ်ဘူးနားလေနော်ကိုတန့်ပါလို့ရှင်ခန့်ညံ့ဟုတ်လားခန့်ညံ့မဟုတ်ဘူးနော်အဲ့ဒါလေးမှတ်ထားဖို့ရေးကြည့်တယ်အဲ့တော့ကိုတန့်ကြီးအရေးကြီးပါတယ်ဘာလို့အခုကိုတန့်ဖျားဖူးလူတွေဖျားဖူးဖို့အတွက်ကိုတန့်ပါဖျားဖူးကလေကံပါမဘောဘောနော်ဖျားဖူးကပါလေကံပါမနော်ဖျားဖူးကလေကံပါမအဲ့မှာတကယ်တကိုးကြီးဖျားဖူးဖို့ဆိုတာကိုကံပါတယ်နားလေနော်တကိုးကြီးဖျားဖူးဖို့အဲ့တော့ဆရာနော်ခင်တဲ့နော်ကောင်မလေးချက်ကပြောတယ်သူ့ဖေကနော်ရွှေလူတာဖူးခြင်းသူ့မိကလည်းရွှေလူဖျားတာဖူးခြင်းဒါသူ့ဖေကတေသွားတယ်ရွှေလူဖျားဖူးခဲ့ရသူ့မိကတော့ပြီးခဲ့တဲ့နှစ်ကသူနော်ရွှေလူဖျားဖူးတော့နော်ဖျားပြီနော်သူကနမ်းတော့အကြောင်းကြပါတယ်အမေလည်းရွှေလူဖျားဖူးပါပြီတဲ့ဖေကတော့ရွှေလူဖျားမဖူးလိုက်ဘူးဖျားတဲ့တော့နော်ဒါဖျားဖူးကံဆိုတာကပါမရတယ်ရန်ကုန်မြို့မှာနေတဲ့လူတွေတချို့ဆိုရှင်လည်းရန်ကုန်ကရောက်နေတဲ့ရွှေကုံပြဖူးဆိုတဲ့လူကလည်းရှိသေးတယ်နားလဲနော်အဲ့တော့တစ်ခါလေးကြတော့နော်တချို့ကကတ်ကြော်ဖျားမပြောဘူးလားပြောတယ်ကိုနာရှိတဲ့ဖျားတော့မှကိုမသွားဘူးရောက်ဆရာတို့ဒီနားမှာဖျားတွေအများကြီးရှိတာပဲဖျားလိုက်ဆရာတို့ရောက်ဘူးလားဆိုမရောက်ဘူးနော်အဲ့လိုဆိုထားတယ်အဲ့တော့ဖျားဖူးခီးကိုသွားမယ်အဲ့တော့သုံးတန့်ကခီးတို့သုံးတန့်ပါလေခီးတို့ကိုတန့်ကခီးရှိသုံးဖို့ဖျားဖူးတာဆယ်တန့်ကနော်ဒီဟောပေါ့နော်ဝတ်ပြုဆုတောင်းတဲ့အလုပ်ကိုပါပဲဆယ်တန့်ကလောက်တာအဲ့တော့စက်တမှာဖြစ်လေဝတ်ပြုဆုတောင်းတယ်နော်သူနဲ့သက်ဆိုင်တဲ့အလုပ်ကိုပါလေလောက်တာအဲ့ဒါ3တက်9တက်နော်9တက်မှာတန်ဒီဘုံကလည်း3တက်9တက်10တက်နဲ့3တက်3မဟုတ်9တက်3မဟုတ်10တက်နဲ့ဆက်ဆက်နေလို့ရှင်သူကနော်ဖျားဖူးခီးသွားမယ်သူဖြစ်တယ်လို့ဆိုထားတယ်အဲ့တော့ဇာတမှာ3တက်နော်သူကအဲ့လိုလေးပါထားတယ်9တက်ဆောင်ကျော်က3တက်9တက်10တက်နဲ့ဆက်ဆက်နေတယ်ဒီလူဖျားဖူးခီးထွက်မှာတော့ဘဝမှာသိကြတယ်အဲ့တော့3တက်9တက်10တက်ဇာဆောင်ကျော်တွေတပြိုင်နဲ့ဘာဖြစ်လို့လဲတပြိုင်နဲ့နော်
လူပူတဲ့တတာစားတဲ့ချိန်မှာအဲ့ဒီဖျားဖူးခီတွေကိုရောက်လိမ့်မယ်အဲ့တော့ပူတဲ့တတာစားတာဘလို့တတာစားတာလဲ3တန်း9တန်း10တန်းသတ်ဆောင်ကြိုတွေပူတဲ့တတာစားတဲ့ချိန်မှာသူတို့ကဘယ်ကိုရောက်လဲဖျားဖူးခီတွားမယ်နားလည်နော်ဖျားဖူးခီဆိုတာသူ့မှာနိုင်ငံခြားတွားဖို့ကံပါလာတယ်ဘာတွားဖို့ကံပါလဲနိုင်ငံခြားတွားဖို့ကံပါလာတယ်ဆိုရင်သူခီရတယ်ဗုဒ္ဓဂါယာခီမျိုးဖြစ်မယ်ဟုတ်လားနော်အဲ့ဒီသတ်ဆောင်ကြိုနဲ့တတာစားနေတယ်နောက်တော့နိုင်ငံခြားသွားဖို့လည်းကံလည်းရှိနေလို့ရှင်သူသွားမခီကဗုဒ္ဓဂါယာကိုနော်ဖျားဖူးခီသွားတာဖြစ်လိမ့်မယ်နားလည်နော်အဲ့လိုဆိုထားတယ်အဲ့တော့ဖျားဖူးခီကိုဆရာတို့သိပြီအဖေဇာတာမှာရှစ်တန်နေနော်တိတ်များလို့ရှင်အဖေဒီကျမ်းမာရေးထိကြိုက်ဒါမလို့အဖေဒီနော်စီဝါလုံးလုံးတိတ်ပြီးတော့အစမပြေတာမျိုးတွေဖြစ်လိမ့်မယ်ဒါလည်းအဲ့ဒါရှစ်တန်နဲ့စိုက်ဘာနဲ့ဆိုင်လဲရှစ်တန်းနဲ့ဆိုင်တယ်12တန်းကတော့နော်အထွေထွေပြာရ12တန်းပါလေအထွေထွေပြာရဒါတော့เราကြည့်မယ်ဆိုရှင်ဆရာတော့9တန်းနော်9တန်းဆရာတို့တွေ့ပြီနော်ဒါမှလည်းတက်လဲဆိုရှင်8တန်းကိုယ်ဇာတာမှာ8တန်းနေရှိလို့ရှင်ဒါအဖဆိုရှင်အဖရပါလေပြာရအဖရပါလေပြာရဒါတော့12တန်းဆိုရှင်12တန်းဒီမှာဆိုရှင်ဒါတော့ဆို8စနေဖြစ်ကြလို့ရှင်အဖပါဖြစ်မယ်ဆိုရှင်နော်ဆုံးရှုံးမယ်ဘာဖြစ်လဲအဖဆုံးရှုံးမယ်80ကနော်အများအားအဆိုးပြောသလားဆိုတဲ့နေရာမှာဆရာတို့အများအားပြောပါတယ်80ဒီအများအားဆိုးသလားဆရာတို့လူတယောက်လာတယ်သူကနော်80 70ဇက်ဆောင်ယူတသားဖားတယ်တသားဆိုထူလာအန္ဒရာနော်ဘာလဲထူလာလေအန္ဒရာတသားဖားတယ်80တသားဖားလို့ရှိတာလေးပြုတ်ပါလေဟုတ်လားနော်ရှိတာလေးပြုတ်မယ်ဒါမှမဟုတ်ရှင်ဖခင်ဆုံးရှုံးမယ်အဲ့တော့ဆရာတို့နှစ်မျိုးလေးကတစ်ခုခုရအောင်မပြောဘူးလားပြောတယ်အဲ့တော့ဒါမှမဟုတ်တော့ဆိုရှင်80နဲ့သဘောက80နဲ့သဘောက80တက်ရဲ့နော်တမတက်ကဘာနဲ့တက်လဲ2တက်နော်ကိုတို့နော်7တက်တမတက်ကလည်း6တက်အဲ့တော့ကိုကဆုံးရှုံးတယ်ကိုရဲ့နော်ပတနာနောက်ဆိုကိုရဲ့9တက်ကဘာလို့ဆိုပြအဲ့ဒါလေးအဲ့ငွေကိုရသွားမယ်လို့ဆိုလားဆိုထားတယ်ဒါကြောင့်8တက်7တက်ကအများအားဆိုသလားဆိုတယ်ထောင်ကြလို့ရှင်လည်း80နဲ့ပါတာထောင်ကြရင်ပါပဲလေ80နှစ်ပါတာပဲထောက်ကြဖို့ကံပါလားဆိုကြည့်ရတယ်နော်ထောက်ကြမလားစနတန်ဘာဝတန်ဒီဘိုဒီနဲ့ခတ်တခင်ကြိုမကြည့်ရလားကြည့်ရတယ်စနတန်ဘာဝတန်ဒီဘိုဒီနဲ့ခတ်တခင်ကြိုဒီတဲ့အဲ့မှာအပိတ်အရေးကြီးတဲ့အချက်တွေပါထားတယ်နော်ယာဟုကထောင်ရဲ့ကာရကကျူယာဟုကဘာလဲထောင်ရဲ့ကာရကကျူအဲ့တော့ရှစ်တန်ဘောစနတန်ဘာဝတန်ဒီဘိုဒီနဲ့ခတ်တခင်ကြိုဒီနော်3တန်း2တန်း3တန်း8တန်း7တန်းနဲ့ပတ်သက်နေလို့ရှင်သူဒီထောင်ကြမယ်နော်ထောင်ရဲ့နော်ကရာရဒီယာဟုဒါကြောင့်ရှစ်တဘာဝတန်ဒီဘုံကနေယာဟုနဲ့လေဆက်သွယ်ရမယ်လို့ဆရာတို့ကဆိုထားတယ်ဆက်သွယ်ရဲဆိုတဲ့ကဆရာတို့နော်စနတဘာဝတန်ဒီဘုံနဲ့ခတ်တဲ့ခင်ကြိုးဒီရှစ်တန်းနဲ့နော်ယာဟုနဲ့အမြင်ရှိမယ်အရှင်ရှိမယ်ရောက်ဝင်တဲ့ခတ်ကိုသိရှိမယ်ယာဟုဗုဒ္ဓမှာတည်တည်မယ်အဲ့တော့ဆိုရင်သူကဆက်သွယ်နေတယ်အဲ့တော့တခါလေးကြတော့နော်ဆရာတို့ကိုKBတချို့ဘာသာပြန်တဲ့သူတွေတခါလေးကမှားပြန်ထားတာတွေတွေ့ရပေါ့နော်အဲ့တော့တွေ့တယ်အဲ့ဒါမို့တခါလေးကြတော့သူတို့ရဲ့အာဘော်နဲ့ပြန်လိုက်တဲ့ခါတွေတွေ့ရပါတယ်တချို့နော်တချို့လည်းအဲ့လိုရေးနေရတယ်တွေ့ရတယ်အဲ့တော့တချို့လည်းပြောတယ်သူကဘာလဲဆိုယာဟုနဲ့လည်းမပတ်သက်ဖက်နဲ့ထောင်ကြတယ်ဒီလိုပြောတယ်ပေါ့ယာဟုနဲ့လည်းမပတ်သက်ထောင်ကြဒါပေမဲ့ဆရာတို့ပြောနော်တော့စနတန်ဘာတန်ဒီဘိုလီနဲ့ခတ်တဲ့ခင်ဂျိုဒီနော်ယာဟုနဲ့ဆက်သွယ်မှုတစုံတရာရှိရတယ်ဆက်သွယ်ရဲဆိုတာကဟိန္ဒူလစ်စနစ်နဲ့ဆက်သွယ်တာမျိုးဟိန္ဒူလစ်စနစ်ဆိုမြင်တယ်ဘုရားဆိုစနေဆိုတော့နော်ရှစ်တဲ့နော်စနတန်ဘာတန်ဒီဘိုလီကစနေဖြစ်တယ်စနေကယာဟုကိုမြင်တယ်အမြင်၃မျိုးရှိတယ်သူကတမတအမြင်ရှိတယ်နော်၃တန်းနဲ့မြင်တာရှိတယ်ဘယ်နဲ့နော်နောက်က10တန်းနဲ့မြင်တာရှိတယ်အမြင်၃မျိုးနဲ့မြင်သလားဒါကြည့်ရတယ်စနတန်ဘာတန်ဒီဘိုလီကစနတန်ဘာတန်ဒီဘိုလီကအင်္ဂါဖြစ်ကြလို့ရှိရင်အမြင်၃မျိုးမရပြန်ဘူးလားရတယ်တမတလည်းမမြင်နိုင်နဲ့နောက်တစ်ခါ3တန်းနောက်4တန်းနောက်10တန်းနဲ့လည်းမမြင်နိုင်ဘူးလားမြင်နိုင်တယ်အဲ့တော့စနတန်ဘာတန်ဒီဘိုလီနဲ့ကြာတာပြီးကြာတာပြီးကဟိုဂျိုပဲကွာနော်ဆရာတို့ကဘာလဲအတီတော်မှတခင်ဂျိုပဲအလုံးကောင်းတယ်အဲ့လိုထင်လို့မရဘူးเนาะ तू ကရောင်းနေဘယ်လိုဆက်သွယ်လဲเนาะမကြည့်အောင်လားကြည့်ရเนาะအဲ့လိုကြည့်ရတယ်တဲ့အဲ့တော့ဖခင်နဲ့เนาะကိုမဆိုရှင်နှစ်ပိုင်းရှိတယ်ဆရာတို့က80နှစ်တရားစားလို့ရှိရင်เนาะပထမဆုံးဆရာတို့ကိုတဘာဝတန်ဒီဘုဒ္ဓနဲ့ခတ်တကွန်ကြည့်ရမယ်ကိုတဘာဝတန်နဲ့80နှစ်ဖြစ်ခဲ့လို့ရှိရင်เนาะ8တန်း12တန်းနဲ့ဆက်သွယ်နေလို့ရှိရင်ဟောနော်တပြန်နဲ့နှစ်ခုလုံးတိုက်ရိုက်ဆက်သွယ်တာမဟုတ်ဘူးနော်8တန်းသို့မဟုတ်12တန်းနဲ့ဆက်သွယ်လို့ရှိရင်ဒါအဖေပါလဲဆိုရှင်
ကွဲလုံးမယ်ဒါဆိုအဖေနဲ့ခွဲခွာမယ်ငါနဲ့အဖေနဲ့ပါပဲခွဲခွာမယ်အဲ့ဒါနော်ဟိုဆရာတို့ပဲချိန်မှာဆိုရှင်လင်မယားကွဲတဲ့ချိန်တွေမှာတွေ့ရတယ်နော်ခွဲမာရကဘာရကပါမှာအဖေကသိမှာဘူးမာရကဘာရမပါခဲ့လို့ရှင်ကလေးတွေဖေနဲ့ခွဲပါလားမအေးနဲ့ခွဲမလားလားဘယ်သူပဲပါမလားမလို့မမေးကြဘူးလားမေးကြတယ်တရားရုံးတွေတော့ဘလောက်ပဲတရားရင်ဆိုင်ဘေးရင်ဆရာမသိနိုင်ဘူးလားသိတယ်အဲ့ဒါကြောင့်ဘေးရင်ဆရာအားကိုးတာအဲ့တော့အားကိုးနိုင်လောက်တဲ့ဘေးရင်ဆရာဖြစ်အောင်ကိုကသိထားဖို့အရေးကြီးတယ်နော်အားကိုးနိုင်လောက်တဲ့ဘေးရင်ဆရာဖြစ်အောင်ကိုကသိထားဖို့အရေးကြီးလားအရေးကြီးတယ်အဲ့တော့နော်ဆရာတို့ကလေးရဲ့ဇာတာကိုကြည့်မယ်ဆိုတော့ဒါကလေးနဲ့ဆိုင်တာပေါ့ဟုတ်လားနော်ကလေးကမိခင်နဲ့မနေရမလားဖခင်နဲ့ပဲဆိုရှင်သူ့ရဲ့ကိုယ်တက်ပါတာလေးကအဲ့ဒါကြောင့်ဆရာတို့ကဘာလဲဆိုရှင်ဟိုဇာတာတွေကိုမွေးချိန်မှမတွေ့ရဘူးလားတွေ့ရတယ်မွေးချိန်မှဒါပြောလို့ရမှာမွေးချိန်မှပြောလို့မရဘူးမွေးချိန်မှလို့ရှိရင်80နှစ်ကလေးမှာ80နှစ်တော့ပါနေမှာပေါ့ဟုတ်လားနော်ဒီ80နှစ်ကဘယ်လို80နှစ်လဲပြောလို့မရဘူးလားပြောလို့ရတယ်ဟုတ်ပြီနော်ဒါပေမဲ့နည်းနည်းလေးအသက်ကြီးတဲ့ခါကျအဖေနဲ့ခွဲရတော့မှရှိတယ်ဒါမို့နော်အဖေနဲ့ခွဲအဲ့ဒါအဲ့80နှစ်ကိုလည်းဆရာတော်ကြည့်ပြတယ်အဖေနဲ့ခွဲခွာမလားအဖေသေမလားမကြည့်ပြဘူးလားကြည့်ပြရတယ်အဲ့ဒါကြောင့်ဆရာတော်ကနော်ခုနဟိုမွေးချိန်အမှန်တွေကိုလိုအပ်တယ်ဟုတ်လားနော်ဒီမှာဆိုရှင်ကလေးရဲ့ဇာတာမှာကလေးရဲ့နော်ကိုတက်ဘောတန်ဒီဘောဒီနဲ့ဖတ်တဲ့ခင်ကြီးကိုကြည့်ရတယ်ကလေးရဲ့ဇာတာမှာလာမေးတယ်ပေါ့ခုနလိုတသနာတရားဆရာတို့တင်ပြဆွေးနွေးတယ်ပေါ့ဟုတ်လားနော်ကလေးဒီနော်အခုပါလဲဆိုရှင်နော်ကျမတို့လင်မယားပွဲတော့မယ်ရုံတော့ကောက်ဖြစ်နေပြီဟောတော့ကလေးကိုသူ့ပိုင်နဲ့ကိုပိုင်နဲ့မပြောကြဘူးလားပြောတယ်ဥပဒေရဟုတ်လားနော်သမီးလေးဖြစ်နေတဲ့အတွက်သမီးလေးကလည်းဟုတ်လား9နှစ်10နှစ်9နှစ်ရောက်နေပြီနော်အဲ့ဥပဒေရဆိုခေရမပိုင်ဘူးလားပိုင်နေခေရဆောက်ချောင်းနေဘာလဲဆိုရှင်မိမပဲပြောလို့ရှင်ယောက်ျားကြီးလေးပထွေးနှိမ့်ဆက်မယ်မသိတော့ဘူးဒီလိုဒီဆိုကြတာဒါကြောင့်ဥပဒေရဘာလို့လဲကြီးလေးကြီးဟိုအောက်ချထားလေဟိုအောက်ချထားလေအဲ့တော့ဥပဒေရရှုံးနေတာလည်းမတွေ့ဘူးလားတွေ့တယ်နော်ရှုံးနေတာအဲ့တော့ဘာလို့ရလဲဆိုတော့နော်သူကဘေးရင်ဆရာကိုမေးတယ်ဘေးရင်ဆရာလည်းအားကိုးလောက်တိုင်းလည်းဘေးရင်ဆရာဖြစ်ဖို့လိုအပ်တာကျွန်တော် KB မှာတော့နော်ဒါတိတိကျကျမရှိနိုင်ဘူးလားရှိနိုင်တယ်နော်တိကျရှိနိုင်အဲ့ဒါတော့ကလေးရဲ့လက်ရှိမှာတသားစားနေတဲ့ချိန်ဟုတ်လားနော်တသားစားနေကိုကြည့်ရမယ်နော်နောက်စားဝင်တဲ့တသားလည်းမကြည့်ရဘူးလားကြည့်ရမယ်အဲ့တော့စားဝင်တဲ့တသားကြည့်လို့ရှိရင်ကလေးရဲ့ကိုယ်တည်းမှာတန်ဖိုးတဲ့ရှစ်တန်းနဲ့နော်စောဆောင်ဆိုဖြစ်မယ်တုံးစက်တန်းစောဆောင်ဆိုဖြစ်လို့ရင်တူဒီပါလဲတော့ဖခင်နဲ့ခွဲခွာမှာဟုတ်လားနော်ခွဲခွာမဲ့ချိန်ကိုဘယ်လိုပြလဲတသားကပြတယ်အဲ့တသားနဲ့လည်းကိုက်ပြီးမယ်ဆိုရှင်နော်ဩသူကဖခင်ဘက်ကိုဖခင်နဲ့ကွဲကွာမယ်လို့ပြောလို့မရဘူးလားပြောလို့ရတယ်နော်အဲ့တော့ဖခင်ဆောက်ရှောက်မှုခံမယ်ဝိကင်ဆောက်ရှောက်မှုခံမယ်အဲ့လိုရှိလားဒါလို့ရှိရင်နော်တချို့ဆိုရှင်ပြစ်ထားတယ်တချို့ဆိုကလေးလေးသိတနာပါတယ်နော်ကလေးလေးဆွတ်ပြစ်ထားတယ်တချို့ပြီးလို့ဖခင်တွေကဆွတ်ပြစ်ထားကမှတော့ကလေးလေးရဲ့နော်ရက်ချုပ်ကလေးလေးဒါမှမဟုတ်ကလေးလေးရဲ့ဗာလဲဆိုရှင်မွေးချိန်လေးထည့်ပေးထားတာအခုကနောက်ပိုင်းမှာနော်အဲ့လိုဟိုလေးရှိလာနော်ဘယ်ရဲ့ဘယ်လာမွေးတယ်ပေါ့နော်အချိန်လေးပါတချို့ထည့်ထားတယ်ဘယ်မျိုးမှမွေးတယ်ပေါ့နော်ဖခင်နဲ့တချို့မျိုးတော့မထည့်ဘူးပေါ့နော်ဒါတော့လာပြစ်ထားလို့ရှိရင်ဒီမျိုးလို့ပြောလို့မရဘူးလားပြောလို့ရတာနော်အဲ့လိုမျိုးလေးတွေမရှိဘူးလားနော်ရှိတယ်ခုခေတ်ဆိုအဲ့လိုကလေးပြစ်တာအဲ့တန်လေးပြစ်တာနော်အဲ့လိုရှိတာအဲ့တော့ဒီမှာဆိုရှင်ဆရာတော်ဖခင်နဲ့ခွဲခွာတာဒါမှမဟုတ်ရှင်ဖခင်ကွဲလွန်တာဖြစ်ဖို့အတွက်တော့နော်10တန်း10တန်း3တန်းနဲ့ဘာရကနော်ဘာဝနဲ့ဆက်ဆက်ဖို့လိုတယ်အဲ့တော့ကျွန်တော်ဆရာပြမယ်ဖခင်လို့ပြောလို့ရှင်ဒါတော့ဆရာတို့ဖွဲ့မယ်ဖွဲ့လိုက်ကလက်ဒီမှာတတ်မယ်ဆိုရှက်ဖခင်ကဘယ်နဲ့တတ်လဲ9တန်းဟောရှိ9ဒါ9တန်းဖခင်ကိုလက်တက်ဟုတ်နော်အဲ့တော့ဒါ10တန်းဒါ3တန်း1 2 3နော်ဒါ10တန်းအဲ့ဒါဖခင်လက်ကထောက်လို့ရှိရင်ဒါ9တန်းဒါပါလေ9တန်းဒါပါလေ12တန်းနားလည်နော်အဲ့ဒါဒီပါပဲအဲ့ဒါဘာဝလှည့်တတ်ဖို့လိုတာဟုတ်လားနော်အဲ့တော့ကိုယ့်လက်ကတတ်လို့ရှိရင်နော်3တန်းနော်10တန်းနော်10တန်းဟုတ်လားနော်ကိုယ့်ဘက်ကကြည့်လို့ရှိရင်3တန်း10တန်းနော်10တန်းသတ်ဆောင်ယူပြီးတသားစနေတဲ့ချိန်မှာဖခင်ကွဲလုံးနေတယ်ဘာရကဘာဝဆိုရှင်ဘာရကဆိုတာကဒီလက်ကဘာလက်ဖြစ်နေဆိုဖခင်ရဲ့လက်ဖြစ်သွားပြီဒါဆိုဒွေရလက်ဖြစ်သွားလို့ရှိရင်နော်2တန်း9တန်းပါနေမယ်ပေါ့ဖခင်2တန်း9တန်းဒါဆို2တန်းမပါဘူးလားပါနေတယ်အဲဒါဆိုဘာဖြစ်မလဲဆိုရှင်နော်ဟိုကဖြစ်မယ်ကွယ်လုံးမယ်ပေါ့ဒါမှမဟုတ်လို့ရှိရင်ဆရာတို့ဒွေရလက်မဟုတ်ဘဲနဲ့ဆရာတို့ကနော်ဖရာလက်တစ်ခုစဉ်းစားမယ်ဖရာလက်နော်ဒါ9တန်းလို့ပြောလို့ရှိရင်နော်ဒါ9တန်းပြောလို့ရှိရင်ဒါနဲ့လည်း7တန်းဒါ10တန်းဒါ10တန်း
အဲ့တော့ဆရာတို့ကတတန်ကနော်ဒီထဲမှာဟုတ်နော်ဟုတ်အဲ့တော့တတန်3တန်4တန်5တန်6တန်9တန်တတန်တယ်နော်အဲ့တော့ဘာလဲပဲကုံလက်ဖြစ်သွားတယ်ဟုတ်တယ်နော်ကုံလက်က3တန်ဒီမှာရှိတယ်9တန်နဲ့မျိုးချင်းသွားဒါဆိုရှင်ဘာကဘာဝလဲဆိုတော့ကုံလက်ဆိုရှင်9တန်ဘာဝဖခင်က9တန်ဘာဝဆိုဖခင်ဒီမှာဖခင်9တန်ဘာဝနော်1 2 3 4 5 6 9 10 9ဒီဘာဝလေးမဟုတ်လားဟုတ်တယ်နော်ဒီဘာဝလေးဖြစ်နေတယ်နားလည်နော်ဒီဘာဝလေးဖခင်ကလည်း9တန်ဘာဝအဲ့ဒါကြောင့်ဘာရကဘာဝတယ်လေသတ်ဆောင်တယ်ဖခင်ဒီမှာလားယူပဲဖခင်နဲ့ကိုနဲ့နော်ဖက်ခွာမှာလားဆိုလို့ရှိရင်အဲ့ဒါမပြနိုင်ဘူးလားပြနိုင်တယ်ဖခင်ဒီမယ်လို့ပါထားလို့ရှိရင်တော့နော်ဒါဘာဖခင်ပါပဲဒီမှာပဲအဲ့ဒါဘာလေးတွေ့ဆိုရှင်နော်ဖခင်ဆုံးသွားတဲ့ကလေးတွေနော်တိုက်ပွဲကျသွားတဲ့နော်ဟိုဖခင်တို့ရဲ့ကလေးတွေမှာသွားမတွေ့အောင်လားတွေ့ရတယ်နော်ဒီလိုသွားတွေ့ရတယ်အဲ့တော့နှစ်ခုသိရမယ်ဘာသိရမလဲဆိုရှင်ရိုးခွဲခွာတာ82ဒါမှမဟုတ်ရှင်ဖခင်ကွယ်လန်းက7တန်း10တန်း3တန်းနဲ့ဘာတကဘာဝနားလည်နော်ဟုတ်ပြီနောက်တစ်ခုသွားကြည့်အောင်နော်ဒုတိယအိမ်တော်ဘာအိမ်တော်လဲဒုတိယအိမ်တော်နဲ့ဒုတိယအိမ်တော်နော်ဆရာတို့အိမ်တော်ကြတဲ့နော်ကိစ္စရက်တွေမရှိဘူးလားရှိတယ်အိမ်တော်ကြတဲ့ကိစ္စရက်တွေဆရာတို့မှာနော်သာတာတွေမှာမမြင်နိုင်ဘူးလားမြင်တယ်နော်အိမ်တော်ကြတာတွေမမြင်နိုင်ဘူးလားမြင်နိုင်တယ်အိမ်တော်ကြပြီးတော့နော်အိမ်တော်ပြူတာတွေလည်းဆရာတို့လောကမှာမမြင်နိုင်ဘူးလားမြင်နိုင်တယ်အဲ့တော့ပထမအိမ်တော်ပြူတာတော့ဆရာတို့နော်သာတာမှာတွေ့မယ်ခုနှစ်တန်းကိုကြည့်ရတယ်ပထမအိမ်တော်ဘယ်နှစ်တန်းလဲခုနှစ်တန်းဘာဝတာတိဗုဒ္ဓနက္ခတခင်ကျော်ဒီ2တန်း9တန်း17တန်းနဲ့2တန်း3ဘုံ9တန်း3ဘုံ17တန်းနဲ့ဆက်သွယ်နေလို့ရှိရင်သူဘာဖြစ်မလဲအိမ်တော်ကြမယ်အဲ့တော့ဒုတိယအိမ်တော်ကြဖို့ဆိုရှင်သူ့ရဲ့အင်္ဂါရရှိတယ်ဘာရရှိလဲအင်္ဂါရသူ့ရဲ့အင်္ဂါရကနော်ဒုတိယအိမ်တော်ကြဖို့အတွက်နော် second marriage ပေါ့နော်ဒုတိယအိမ်တော်ကြဖို့အတွက်ဇာတအဲ့နော်ဇာတရှင်ဘာပါမလို့ဆိုရှင်ခုနှစ်တန်းဘာဝတန်တိဗုဒ္ဓနက္ခတခင်ကျော်ဒီဘိုလ်လူဖြစ်ခြင်းဘိုလ်လူပြောတဲ့တခြားကြိုဖြစ်ခဲ့လို့ရှိရင်ဒွေရယာဒီမှာယတ်တည်ခြင်းဒွေရယာဒီပိုင်းနက္ခကိုစီခြင်းဟုတ်လားနော်နောက်ကဒွေကနော်ဂျိုလုံးနဲ့ပူးနေလို့ရှိရင်လေဟိုတော့ဘိုလ်လူနဲ့ပူးနေတယ်ပူးနေဆို3အမ်တာ20သိတာတွင်ပူးနေလို့ရှိရင်လေအဲ့ဒါဘာဖြစ်တတ်လဲဆိုရှင်တေချာပေါက်အဲ့ဒါကနော်ဒုတိယအိမ်အောင်ကြတ်တတ်တယ်အဲ့တော့ဒုတိယအိမ်အောင်ကြမယ်လို့သူကကြတ်တတ်တယ်ပဲပြောသေးတယ်။ဘာလဲပြောသေးလဲကြတ်တတ်တယ်ပဲပြောတယ်တဲ့နော်ကြတ်တတ်တယ်ပဲပြောတယ်ဒါဒုတိယအိမ်အောင်ကြနိုင်တယ်လို့ဆရာတော်ပြောလားနိုင်ပေါ့နော်မေးပြီးတော့ကင်လို့နဲ့ဆရာတော်ကပြောပြီဒုတိယအိမ်အောင်ကြနိုင်တယ်လို့ပြောတယ်ကြနိုင်တယ်ပြောတဲ့ခါကျတော့တကယ်အမှန်တကယ်ကြမကြဘူးဘယ်ကသွားကြည့်ရလဲဆိုရှင်ကိုတန့်ကိုသွားကြည့်ခုရနဲ့မဆိုင်တော့ခုရကြတော့လွယ်တယ်ခုကြတော့နော်တွေးကနနံပါတ်တောင်းလိုက်နော်သူတို့ချက်ကနနံပါတ်ဆရာတော်တောင်းလိုက်ပြီးတော့ခဏနံပါတ်ကိုဗာလဲဖွက်လိုက်တယ်နော်အဲ့တော့ခုနတက်ဘောတန်ဒီဘုဒ္ဓနက္ခတခင်ဂျိုဒီဟလားနော်ဒုတိယရာဒီနဲ့ယတ်တီချင်းဒုတိယပိုင်းနက္ခနဲ့နော်နေချင်းဟုတ်လားနော်နှစ်တန်းနဲ့17တန်းဇာတ်ဆောင်ပဲဖြစ်ချင်းနော်ဒီလိုလေးဆိုရင်ဗာလဲဆိုတော့သူကဒုတိယအိမ်တော်ကြာမယ်ကြာတော့ကြာမယ်နှစ်ဒီကိုဗာလဲဒတာနဲ့ရှာဖွေဇာတ်ဆောင်ဂျိုရဲ့စုံမှုဂျိုနဲ့ပေါင်းဆက်ပြီးဒတာနဲ့မရှာဘူးလားရှာလိုက်ရင်သူကနော်အဆင်ပြေတယ်ဒီမှာကြဒီလိုမဟုတ်ဘူးကိုတန့်ကခွင့်ပြုသလားတဲ့ဘောပေါ့နော်ဘယ်ကလဲကိုတန့်ဆိုတာကဒီလိုပေါ့နော်ဆရာတို့အရင်တော့တားချင်းဆိုရှင်3တန်းလို့မယူလားတားချင်းက3တန်းယူတယ်ပထမတားတော်ကြီး9နော်5တန်းဆိုလို့ရှိရင်ဒုတိယတားလို့ရပါလေ9တန်းပထမညီ3တန်းဆိုဒုတိယညီရပါလေ5တန်းအဲ့လိုယူတယ်ဒီမှာလေနော်ဒုတိယအိမ်တော်တက်ဆိုရှင်အဲ့ဒီ9ကနော်ဘာဝလှည့်တယ်လို့ပဲလှည့်ပါတယ်အဲ့တော့9တန်း10တန်း9တန်း9တန်းနော်9တန်းဒီမှာကြည့်မယ်9တန်း10တန်း9တန်းအဲ့တော့9တန်းကိုကြည့်ရတယ်အဲ့တော့ဒီမှာ9တန်းမှာတန်ဒီဘုဒ္ဓနက္ခတခင်ကိုကြည့်ရပါတယ်ကိုယ်ကဘာတန်ဒီဘုဒ္ဓနက္ခတခင်ကြိုဒီတဲ့2တန်း9တန်း7တန်းရဲ့ဇာတ်ဆောင်ကြိုဖြစ်ရမယ်တဲ့ဒါအဲ့ရတဲ့သွားကြည့်ရတာဟုတ်လားနော်ဘယ်ရတဲ့သွားကြည့်ရလဲ9တန်းသွားကြည့်ရတယ်2တန်းသွားကြည့်ရတယ်ရှိပါတယ်နော်အခု2တန်းသွားကြည့်ရမပြောသေး9တန်းပါမလဲသွားကြည့်တယ်9တန်းသွားကြည့်တဲ့က2တန်း9တန်း7တန်းဇာတ်ဆောင်ကြိုဖြစ်ရတယ်အဲ့မှာ9တန်းပါလားမပါဘူးနော် marriage ဆိုတဲ့တကယ်လက်ထပ်ခြင်းကနော်အစောဦးဆုံးကာလပဲနော်ပရောဆုံးကာလကိုပဲဆရာတို့ကဘေးဒီမှာယူထားပါတယ်နော်ယူထားပါတယ်ကျန်တဲ့ဟာတွေကြတော့အဲ့လိုမဟုတ်တော့ပါဘူးဒါလည်းနော်အဲ့တော့ဒုတိယအိမ်တော်ကြတော့2တန်း9တန်း7တန်းဒါမဲ့
သူတို့တော့တရားဝင်လက်ထပ်မဲ့ချိန်နေဘယ်လိုချိန်လဲတရားဝင်လက်ထပ်မဲ့ချိန်က2တက်9တက်9တက်7တက်ဇက်ဆောင်ကြိုတွေတတစားမှာပါလဲဆိုရှင်ဒုတိယအိမ်တော်ကနေလက်ထပ်တယ်နော်ဓမ္မထခင်ကာလဒီကတော့ဆရာတို့ကလက်ထပ်တယ်လို့မယူဆဘူးဟုတ်လားနော်ဆရာ living together ဆိုတဲ့ဟိုအများရှိသေးတယ်နော် living together နော်အနေထားတွေရှိတယ် living together ဆိုတာလေနော် living together တွေပြောမယ်ဆိုရှင်အတူနေချစ်သူလို့အဓိပ္ပာယ်ရတယ်ဒါနိုင်ငံခြားနော်ကျင့်သုံးတာတချို့ဆိုအတူနေချစ်သူနဲ့နေတယ်နောက်ကျတော့စိတ်တော်ကြမတိုက်တော့အတူနေချစ်သူတွေလမ်းခွဲတယ်လို့ဆိုတယ်ချစ်သူတွေဘာဖြစ်လဲလမ်းခွဲလိုက်တယ်နော်အတူနေချစ်သူဆိုတော့မြောက်တော့နော်လင်းလုံးရဗမာလိုပြောတော့လင်းလုံးများလို့နေတာပေါ့ဒါပေမဲ့နော်သူတို့ဟိုပေါ့တယောက်ပေါ်တယောက်ရှင်းနာချင်းယူရချင်းဘာလို့ဆိုတော့ခန္ဓာကိုယ်တော့ပြေးပြီးတော့သူတို့ကလေးလာကြတဲ့သဘောပဲဟုတ်လားနော်အဲ့မို့အဲ့မှာဆိုရှင်လမ်းခွဲသွားတာရှိတယ်တချို့ကြတော့နော်ဟိုပေါ့အတူနေချစ်သူထားတယ်တကယ်တမ်းနော်မယူဘူးလို့မိန်းကလေးကလည်းတတ်မှတ်ထားတယ်ယောက်ျားလေးကတတ်မှတ်ထားတယ်သူရှိတယ်နော်တခါတည်းဒါရှာနိုင်ငံသားတွေအများကြီးဟောခဲ့လို့ဟုတ်ပလားနော်တောင်းထားတယ်ရှိတယ်သူတို့ဘယ်တော့မှမယူဒါပေမဲ့တခုလို့ရှိရင်သူတို့တခါလေးကကလေးတော့ယူမယ်တိတ်ထူးဆန်းတယ်ဟုတ်တယ်နော်မြန်မာရဲ့ဒလေးနဲ့ပြောလို့ရှိရင်တော့အလုံးထူးဆန်းလားထူးဆန်းတယ်နော်မြန်မာဒလေးထုံနှန်းနဲ့ကြည့်လို့ရှိရင်အလုံးထူးဆန်းပါတယ်အဲ့တော့ထူးဆန်းတာတွေကဗီဒီဆရာတွေခဏခဏတွေ့ရတယ်ထူးဆန်းတာတွေကဟုတ်လားနော်ဒါလည်းဆိုသူတို့ရဲ့ဇာတ်ကြောင်းတွေကိုအရေးအပွင့်တုံ့မဟုတ်နော်ခေတ်စေးတွင်းချပြောကြဘူးလားပြောကြတယ်သူတို့ရင်ဖွင့်တယ်ဆိုရှင်လည်းဗီဒီဆရာစီမှာပဲရင်ဖွင့်တယ်ဟုတ်လားနော်ဗီဒီဆရာစီပဲရင်ဖွင့်ဗီဒီဆရာကသူတို့ရဲ့ privacy ကိုထိရတာမထိရအောင်သူတို့ရဲ့ဟာတွေကိုလုံခြုံအောင်ကိုကထားပြရတယ်ဟုတ်လားနော်ထားပြရတယ်အဲ့တော့ဒီမှာဆိုရှင်ဆရာတို့ကနော်ယူတဲ့အိမ်အောင်ကြောက်ဆိုရင်2တန်း9တန်း7တန်းဟုတ်လားနော်2တန်း9တန်း9တန်းဘာတန်ဒီဘာလူတန်းခရိုင်2တန်း3မို့9တန်း3မို့7တန်းနဲ့ပတ်သက်လို့ရှင်ဒုတိယအိမ်အောင်ကြမယ်ဒုတိယအိမ်အောင်ကြဖို့အတွက်ကံပေးတဲ့ချိန်က2တန်း9တန်း9တန်း7တန်းရဆောင်ကြိုးဒီတတစားတဲ့ချိန်မှာနော်ဘာလို့ဆိုရှင်အိမ်အောင်ကြမှာအဲ့ဒီမှာ2တန်း9တန်း7တန်းမှာအဲ့ဒီမှာ9တန်းထည့်လိုက်ပေါ့ဒါပဲနော်မှတ်သားရလည်းပြီးတော့နောက်ထပ်ဘာထည့်လဲ9တန်းလေးထည့်လိုက်လို့ရှင်ပြီးပြီပေါ့နားလေနော်အဲ့ဒါရဆောင်ကြိုးဒီတတစားမှာဘာဖြစ်လဲနော်သူကဘာလဲဆိုရှင်ဒုတိယအိမ်အောင်ကြတယ်လို့မှတ်ယူရတယ်ဟုတ်ပြီနော်ကဲဆက်ကြည့်အောင်နိုင်ငံခြားခီကိုဆရာတော်6တန်ကလည်းပြောတယ်ဘယ်နှစ်တန်လည်းပြောလဲဆိုရှင်နော်12တန်ကလည်းပြောတယ်နော်အဲ့တော့နိုင်ငံခြားခီကိုနော်အထောက်အကူပြုခြင်းအဲ့တော့နိုင်ငံခြားခီဆိုတာဆရာတော်ကနော်6တန်ပင်လေရချာကိုဆရာတော်ကလည်း6တန်နဲ့ပြောတယ်ဘာလဲပြောလဲ6တန်နဲ့ပြောတယ်အဲ့တော့6တန်ဘာဝတန်ဒီဗုဒ္ဓနဲ့စတင်ကြီး3တန်9တန်12တန်နဲ့ပတ်သက်လို့ရှိရင်နိုင်ငံခြားခီကိုအထောက်အကူပြုတယ်နိုင်ငံခြားသွားတယ်ဒါလေးတော့ဆရာတို့သွားကြည့်ရဲ့ဇာတာမှာဘယ်မှာနေတာကျောင်းစက်ကပူမှာနေနေတာစက်ကပူမှာအလုပ်လုပ်နေတာ12တန်ဘာတန်ဒီသွားဗုဒ္ဓနဲ့ခိုင်သွားကြည့်မတွေ့ဘူးအဲ့တော့9တန်သွားကြည့်ရတော့ဘာသွားကြည့်ရလဲ9တန်သွားကြည့်ရတယ်9တန်သွားကြည့်မှာဘာပဲလဲဆိုရင်တွေ့တယ်တခါလေးကျ6တန်သွားကြည့်ရတယ်ဝန်ထမ်းအဖြစ်နဲ့သွားတာမျိုးတွေနော်6တန်ဘာတန်ဒီဘော9တန်နဲ့ပတ်သက်လို့ရှိရင်ဝန်ထမ်းဘဝနဲ့သွားတာမျိုးတွေမရှိလားရှိတယ်နော်အဲ့လိုရှိတယ်အဲ့တော့12တန်းလို့ဆရာတို့တုံးနေရနော်နေရာတကာ12တန်းမဟုတ်ပါဘူးအကုန်လုံးစုံအောင်ကြည့်ရတယ်ဟုတ်လားနော်ဘာကြည့်ရလဲစုံအောင်ကြည့်ရတယ်အဲ့တော့နိုင်ငံခြားရှိကနော်930နှစ်ဘယ်ချိန်မှလဲ930နှစ်ဒတာအဲ့တော့ဆရာတို့9တန်းဘာပါဠိဗုဒ္ဓနာရတယ်နော်9တန်းတုံးမဟုတ်3တန်းတုံးမဟုတ်12တန်းနော်သတ်ဆောင်ယူတွေဒတာစားလို့ရှင်သွားပါတယ်အဲ့ဒီမှာကြည့်အောင်မယ်နော်အဲ့မှာသွားတဲ့ခါကျတော့နော်9တန်းကပို့တည်ကြတယ်9တန်းဘာပါဠိဗုဒ္ဓနာခါကြသည်နော်9တန်းဖြစ်ခဲ့လို့ရှင်ပို့တော့တည်ကြတယ်နောက်တစ်ခါ12တန်းဖြစ်ခဲ့လို့ရှင်ဒုတိယတည်ကြတယ်3တန်းဆိုလို့ရှင်အနီးနာဟိုဆိုကြပါစို့နိုင်ငံညာနဲ့အထောက်ကိုပြုရဲဆိုရှင်တချို့မွေးဖွားတဲ့ကလေးတွေမွေးကလေးကနော်ဟိုဆိုကြပါစို့ရိုးရနဲ့မြန်မာနဲ့နေစက်ကလေးမှာမွေးကြတယ်နော်ဒီဘက်က6လေးကျော်လို့ရှင်ဟိုဆိုရှင်နော်ဟိုပေါ့နော်ဆရာတို့ယူရီးယားဆိုရင်မြန်မာနဲ့ပါချတယ်တောင်ရင်းမြေပဲချတယ်ကလေးတွေတောင်ရင်းမြေကမှဟာရေချို့ကူနော်ဟိုဘက်ကဟဲ့လားသွားပြီးတော့တက်ဆော့ဒီဘက်ကတော့ဒါပင်ပြစ်နော်သူတို့လက်တွေသွားကြည့်ဘာမှနိုင်ငံခြားခီးမရှိဘူးဘောနော်နိုင်ငံခြားခီးလမ်းကြောင်းရှိတာမရှိဘူးနော်ဆရာတို့ဒါသူ့တင်တာပြောရတယ်အဲ့တော့3တန်းကလည်းအထောက်အကူပြုတယ်3တန်းကလည်းဟိုဘက်3တန်းဆိုတာကတော့သွားဟိုဘက်ရောက်လိုက်တာနဲ့လှမ်းလိုက်တာနဲ့မရောက်နိုင်လားရောက်တယ်နော်အဲ့ဒါကအဲ့လိုဖြစ်ကိုတက်ကြတော့မဟုတ်ကိုတက်ကြတော့ပင်လယ်ပြင်ကြီးလိုဖြတ်တယ်ဒါရှေ့တော့ပြောဆိုလို့ရှိရင်ဗာလေ
ခုခေတ်ဆိုနော်ပင်လယ်ပြင်ကြီးဖြတ်တာပင်လယ်ပြင်ဖြတ်တဲ့စကားကအမှန်ပဲဟောနော်ပင်လယ်ပြင်ကြီးဖြတ်မယ်ဆိုဆရာတို့အခုကသွားဖို့ဆိုစက်ကပူသွားမှာဆိုရှေ့ကဘာနဲ့သွားလဲပင်လယ်ပြင်ဖြတ်ရတာပဲမလေးရှားသွားတော့မှဘယ်ကနေသွားလဲဆိုမလေးရှားသွားမှာဆိုကော့တောင်းလောက်ကနေသွားတယ်ကော့တောင်းလောက်ကနေလို့မှဆက်လီတွေနဲ့နော်မသွားဘူးလားမလေးရှားဟိုရင်တော့ဒါဆရာတို့ခေတ်မစားတော့ဆရာတို့ငယ်ငယ်တော့နော်ရှေ့ဟိုဘောနော်1980နော်8980လောက်တော့ပရှုပေါ့နော်သူကအဲ့ဒါပရှုလို့ခေါ်တယ်ပေါ့အဲ့လိုကိုတော့ပုံသွဲနေကြတာဘယ်တော့လဲဆိုပီနန်နဲ့ကျွန်တော်ပီနန်နဲ့ဆက်လီပူတာတဲ့ပီနန်ကဘာလဲဆိုမလေးမှာရှိတာဘောနော်ပီနန်စိတ်ကမ်းမယ်စိတ်ကမ်းမျိုးပဲအဲ့ဒါပီနန်လို့ခေါ်တယ်တော့အဲ့တော့အဲ့ရတော့နော်အခုဆာလာအိတ်ကြီးတွေထွက်လာတယ်အဲ့အိတ်ကိုဘာအိတ်လို့ခေါ်လဲဆိုတော့ပီနန်အေးလို့ခေါ်တယ်ဟုတ်လားနော်ပီနန်အေးလို့မခေါ်ဘူးလားခေါ်တယ်နော်အဲ့ဒါတော့တခြားတီထွင်တာတော့ပီနန်တီထွင်တယ်ဘောတခြားနိုင်ငံတီထွင်တယ်ဒါညာနိုင်ငံတော့အလုံးကြီးရောက်တာကအဲ့ဒါနဲ့ရောက်တယ်အဲ့တော့ तू ကရေချောင်းဖြီးသွားလိုက်တဲ့ခါကျတော့ तू ကဘယ်နဲ့ဆက်ဆိုမလေးဟိုဘောထိုင်းနေတော့ तू ကဟိုဘောနော်မြေပြင် area ကျင်ပါဘူးလေမဆက်သွယ်ဘူးလားဆက်သွယ်မြန်မာနဲ့ကြတော့ရေချောင်းပဲဆက်သွယ်တယ်ဟုတ်လားနော်အဲ့တော့ထိုင်းလူတွေလည်းမလေးရှားသွားပြီးတော့လှုပ်ကြတယ်မလေးရှားပုံတော့နော်ဘုံငွေကောင်းလို့ထိုင်းလူတွေအဲ့တော့မလေးသွားတဲ့လူတွေနော်ရှိတယ်အရင်တော့ဗာလဲသွားဆိုနော်တစ်သွားပြီးတော့ချတာနော်တစ်တွေတော့မြန်မာနိုင်ငံတစ်တွေဗာလဲပြည်နံပို့တာအဲ့တော့ကျွန်တော်တစ်ကုန်ဘူးလားဒီလိုပြောတာငါဖမ်းရှိတယ်ဒီလိုလို့တော့ဆရာကြီးဒီလိုလို့ရတယ်သူချမ်းသာကြပါနဲ့နော်အခုဒီမှာမြန်မာပြည်တချို့ချမ်းသာတဲ့သူဆိုပြည်နံနဲ့မကင်းဘူးနော်အရင်တော့လောက်တာအဲဒီကထိုင်းနဲ့အလားမို့ထိုင်းကြတော့တစ်မျိုးပေါ့နော်အဲ့တော့အရင်တော့ဘာလဲဆိုကြောက်စိမ့်ခစ်ပေါ့နော်ကြောက်စိမ့်ခစ်1984တုန်းကနော်တင်းပေါင်း2000လောက်ချမ်းသာတဲ့နော်တရုတ်မှာတယောက်ရှိတယ်နော်သူကတင်းပေါင်း2000 1984ကတင်းပေါင်း2000ဆိုတော့နော်သူတို့အဲ့တော့နော်အဲ့တော့သူတို့ရတဲ့ကြောက်ကိုဘယ်လိုတွားရောင်းလဲဆိုရင်တောင်ပေါ်ရောင်းတယ်လို့ခေါ်တယ်ရှေ့တော့တောင်ပေါ်လို့ပြောတယ်ပေါ့နော်နောက်ကြတော့ချိုင်းနေဖြစ်တော့လေတောင်ပေါ်ချိုင်းအဲ့လိုဖြစ်လာတယ်တောင်ပေါ်ရောင်းနေဆိုတာရိုးရတွားရောင်းအဲ့တော့တရုတ်နဲ့ကဒီလောက်ကြီးဟောဘောနော်ကြီးကျယ်မဖြစ်သေးဘူးနော်အရင်တော့ကဘာဖြန့်တာတော့ထိုင်းရဖြန့်တယ်အဲ့မှာထိုင်းအဲ့တော့တွားရောင်းတယ်အဲ့တွားရောင်းတာအဲ့ရငွေတွေကိုနော်တိန်2000ဆိုနဲတာမဟုတ်ဘူးအရင်တော့ဗာလဲဆိုတစ်ချက်နှစ်ချက်ကလေးတွေရှိတဲ့ခက်ကနော်ဆရာတို့အဲ့တော့ဆိုရှင်နော်ဟို84ရဆိုရှင်တော့စိတ်တန်အောင်ရောက်လာမသိဘူးနော်ဟိုရတယ်ဟို90တန်ရတာတော့ရှိသေးရဲ့နော်အဲ့လိုဖြစ်သွားတိန်ပေါင်း2000ဆိုစဉ်းစားကြည့်အဲ့တော့အဲ့သူတို့ကဘာလုပ်လဲဒီမှာရှိတဲ့မြေတွေဝယ်ရတနာပစ္စည်းတွေဝယ်ရတနာပစ္စည်းဝယ်လိုက်တာကနော်ဆရာတို့တင်းချီပြီးရတယ်ဒီပေါ့နော်ဒီလိုအဲ့လိုငွေချေးတွေစုဆောင်းခဲ့တာအဲ့တော့မြန်မာပြည်ချမ်းသာတဲ့လူရှိပါတယ်နော်လူတွေကမသိလို့ပါနော်တရက်တော့မဟုတ်တော့တစ်လကိုအမေရိကန်ဒေါ်လာ2 တန်းကျော်လောက်ဝင်ငွေရှိတဲ့သူတွေရှိပါတယ်ဒါပေမဲ့တတိဘွဲမခံထားပါဘူးဒီလိုပဲသူကတာမန်ပဲနေကြတာနော်အဲ့ဒါနော်ယနေ့နော်ရန်ကုန်မှာဆိုတော့အဲ့လိုရှိပါတယ်နော်အဲ့တော့ပြောတာနိုင်ငံတော်ခုနနိုင်ငံသားခီးဆိုတာကနော်ပင်လေရချတိုင်းတစ်ပါဘောနော်ပင်လေရချဆိုတာကိုတန့်ကတားပြရတယ်ဘယ်ရောက်တားပြရလဲကိုတန့်တားပြရတုံတက်ကတော့နေမချင်းထစ်ဆက်တယ်ဟိုကကျဲကောင်နောက်ဆိုရွှေလီအဲ့မှာတော့ကုန်ထားနေတဲ့ကောင်တွေကုန်တိုက်နေတဲ့ကောင်တွေမရှိဘူးလားရှိတယ်ဟိုကနေဒီဘက်ကနဲ့ကုန်တိုက်နေတယ်ဒီကောင်တွေဘာလဲဆိုနေနေနိုင်ငံခြားနော်ဆက်တော့ပေါ်တဲ့အိရိယာနိုင်ငံခြားမဖြတ်ဘူးလားဖြတ်နေရတယ်ဟိုဘက်မှာဆိုနော်ရွှေတိကနေမြေဆိုပိုဆိုးသေးတယ်ဒီကနေဟိုဖြတ်ဟိုကနေဟိုဖြတ်နော်3နဲ့5ဖြတ်လို့မရဘူးလားဖြတ်လို့ရတယ်ရွှေတိကနေမြေနော်ဒီမြန်မာတွေတော့နော်ထိုင်သွားတယ်ထိုင်တော့ဟိုဘက်ကကမ္ဘောဒီးယားသွားလို့ရတယ်ဟောနော်ထိုင်းမှာဆိုရှင်အလုပ်လာလုပ်တဲ့သူတွေထိုင်းအလုပ်လုပ်တဲ့ရှိတယ်ကမ္ဘောဒီးယားတွေရှိတယ်ဗီယက်နမ်တွေလာအလုပ်လုပ်တယ်ထိုင်းမှာတော့မှာနော်အဲ့လိုလာအလုပ်လုပ်ကြတယ်ရှိတယ်ဟောအဲ့ဒီမှာနော်လာဦးတွေလုပ်တယ်ထိုင်းဆိုလို့ရှိရင်မြန်မာကြတော့သူတိတ်မကြိုက်ဘူးနော်တကယ်လုပ်ငန်းကြီးတွေဆိုမြန်မာတွေတိတ်မကြိုက်ဘူးမြန်မာတွေရေးသားခူတာရဲ့စီကံမရှိတာလေနော်အဲ့မြန်မာတွေတိတ်မကြိုက်ဘူးသူတို့ဘာကြိုက်လဲဆိုရှင်တော့ကမ္ဘောဒီးယားရဲ့နော်ကမ္ဘောဒီးယားမွန်ခေါနော်ခမာတွေလို့ပေါ့နော်ခမာတွေရဲ့နောက်တော့လာဦးရဲ့ဗီယက်နမ်တွေသူကကြိုက်တယ်သူကနားဟိုဟာတွေကြိုက်တယ်ဒီမြန်မာတွေကျင်းစရာတိတ်မကောင်းဘူးဒီမြန်မာတွေကသူကစာရွက်ပြည့်ထားတာကြည့်အဲ့လိုလိုတော့နော်အဲ့ဒါကနိုင်ငံခြားခရီးကိုအထောက်အကူပြုခြင်းဟုတ်လားနော်နိုင်ငံခြားခရီးကိုပါပဲလေအထောက်အကူပြုခြင်းလို့နော်ဆရာတော်ကအဲ့လိုတွေ့ရတယ်နောက်တစ်ခါတူတော်စင်ကိုသွားမယ်အဲ့တော့လူတွေကနော်ငယ်တော့ဘယ်တော့ဆူပေါ့တခါကြတက်ကြီးကသူတို့ရဲ့ချင်းဆက်တယ်ပြောင်းလာပြောင်းလဲသွားတယ်အဲ့ဒါကိုဆရာတို့ပို့ပြီးတော့ရှေ့တော့ဆိုရှင်ဆရာတို့ဗာလဲဆိုရှင်အင်္ဂလိပ်မှာလာဟိတ်မကောက်နော်သူ့ပြောတယ်ခဏခက်တာသူ့ပြောတော့
ဒီခေတ်ကဘလို့ပြောလို့ရကြတဲမှုဆရာတော်ဖျားကြီးကိုပြောလို့မရဘူးလားပြောရတယ်သူကလည်းသူ့ဘဝသားကြောင်းကလည်းစုံတယ်ဟုတ်ပြီနော်သူကမိမလေးယောက်ရှိတယ်ဓမြတိုက်တာဘာမှမလုပ်ဘူးဓမြတိုက်စားတာနော်တရက်မှာဓမြတိုက်စားတာဟိုကတော့နားနဲ့ခုတ်လိုက်တာကောင်းထိတယ်သူ့တပည့်တွေကလုံးမလုံးနဲ့အဲ့ရစပြီးသူနော်ဓမြတိုက်တဲ့လုံကဆွန့်လိုက်တယ်ရှိတဲ့မိမတွေလည်းနော်ရှိတဲ့မွေတွေအကုန်လုံးပေးထားခဲ့တယ်သူကဗာလဲရဟန်းခံတယ်နောက်ကြတော့ဗာလဲဆိုရှင်ယဟန္တာလည်းမကြော်ကြဘူးလားကြော်ကြတယ်နော်အဲ့တော့အဲ့ဒါလေးလို့တူတော်စင်ဆိုတဲ့အကြောင်းလေးသင်ရမယ်တူတော်စင်ဖြစ်ဖို့အတွက်ဆိုရှင်ဆရာတို့ကဘာလဲဆိုကိုတန့်ကိုကြည့်ရတယ်တတန့်လည်းကြည့်ရတယ်ကိုတန့်လည်းကြည့်ရတယ်တတန့်မှမတွေ့ရင်ကိုတန့်မှကြည့်ဟုတ်လားနော်ကိုတန့်ဆိုသူ့ဘာဘာဝဘာဝလဲသူ့ဘာကိုရှေးတုန်းကပတ်ပိုးထားတဲ့ခါတယ်နော်ရှေးတော့မှလည်းပတ်ပိုးထားတဲ့အကြောင်းတရားတယ်ကိုတန့်သိရေးကြည့်တာအဲ့တော့ဘာအကြောင်းကြောင့်ဆိုတာတတန့်နော်ကိုတန့်ဘာဝတန်ဒီဘုံလေးနဲ့ခတ်တဲ့ခံလေးတတန့်ငါးတန်းကိုတန်း၁၇တန်းအနေနဲ့မဆက်တော့လားဆက်တော့တယ်အဲ့လိုဆက်တော့လို့ရှိရင် तू ကတူတော်စင်ဖြစ်မှာဒါလို့ရှိရင်တူတော်ကောင်းအလုပ်တွေလုပ်မှာနောက်ဆိုရှင်မက်ဖို့စိုက်အောင်လုပ်ပါလိမ့်မယ်နားလည်နော်အဲ့လိုမက်ဖို့စိုက်အောင်လုပ်ဖို့ဆိုလို့ရှိရင်နော်ဘယ်ဒတာဖားဖို့လို့လဲဆိုတော့ဒတာနဲ့တော့ဆက်လို့ဖြတ်ပါနော်ဘွားမှာတချို့ဆိုရှင်ပါပြီးသားပါနော်ဘွားမှာနော်ကျွတ်မယ်လုပ်မယ်ဆိုတော့မပါဘူးလားပါပြီးသားပဲဒါပေမဲ့နော်သူတို့ရဲ့အကြောင်းဖတ်လာတဲ့ချိန်မှာမဟုတ်တာတွေမလုပ်အောင်လားလုံနေရသေးတာပဲเนาะဒီလိုလဲရှိပါတယ်အဲ့ဒါကြောင့်ဒီမှာဆိုရှင်သူတော်စင်တယောက်ဖြစ်ဖို့ဆိုရှင်တတဘောတန်ဒီဘုเนาะကုတဘောတန်ဒီဘုတန်ဒီတတ9တန်9တန်17တန်12တန်နဲ့ပြရမယ်တတမိမိကိုယ်တိုင်ကြိုးစားအထုတ်ခြင်းတတဘာလဲမိမိကိုယ်တိုင်ကြင်ကြံကြိုးစားအထုတ်တာတတ9တန်ဆိုမနောမယညာ9တန်ဘာလဲမနောမယညာဘာဝနာမယညာ9တန်ဘာလဲမနောမယညာဘာဝနာမယညာကိုတန့်ကနော်ရှေ့ကုသိုလ်နော်ရှေ့ဘပါလာတယ်ဗါလေဆိုဘဝပြီးကုသိုလ်ရှိပြီလားအဲ့ဒါဆက်ကြည့်ပါ17တန့်က17တန့်မပြောရင်12တန့်ချိုးချန်တာ12တန့်ပါပဲဒီနေ့မှာချိုးချန်တာအစားလည်းချိုးချန်မယ်အဲ့လည်းချိုးချန်မယ်အဝတ်လည်းချိုးချန်မယ်အနေထိုင်လည်းချိုးချန်တော့မယ်နော်နောက်တော့ပင်ပန်းလည်းလောက်တော့မယ်နော်ချိုးချန်တော့မယ်အားလုံးသူကဗါလေ12တန့်အကုန်လုံးဒီမှာချိုးချန်ခြင်းလို့ဆိုထားတယ်ဟုတ်လားနော်အဲ့တော့တတန့်ကတော့ကြည်ကြံအထုတ်တာ17တန်းကချိုးချန်တာနော်ချိုးချန်တယ်အစားလည်းမချိုးချန်ဘူးလားချိုးချန်တယ်နော်ဝတ်ဆိုလို့ရှိရင်တစ်ထည်တည်းဝတ်မယ်နှစ်ထည်ဝတ်မယ်ကာလာတွေမွေးတော့ဖြူတာလေးဝတ်မယ်ညူတာလေးဝတ်မယ်ဒီလိုမရှိဘူးလားရှိလာတယ်နော်ချိုးချန်တယ်အဲ့လို17တန်းတော့အဲ့ဒါအောင်မြင်တာကိုဖော်ပြတာပါနော်17တန်းပါလဲဆိုတော့ဒီကိစ္စအထုတ်ထည့်ရောက်သွားတာကိုဖော်ပြတာအဲ့တော့အဲ့အတွက်ဒတာစားဖို့လိုရတယ်ဘာဒတာစားမဆိုရင်9တန်း9တန်း10တန်း17တန်းအဲ့ဒါမှာငါတန်နော်ဘာဝနာမရညာမရဘူးလားရတယ်ဘာဝနာမရညာရတယ်ကိုတန်ကရှေးကုသိုလ်ကပန့်ပိုးပေးနေရှေးကုသိုလ်ကလည်းပန့်ပိုးပေးနေတဲ့အချိန်ရောက်ပြီ10တန်ကအဲ့ဒီအလုပ်ကိုပါလေလုပ်ပြီနော်ဒါတမထဝိပဿနာအလုပ်လုပ်ပြီပေါ့နော်လုပ်ပြီ17တန်ကြတော့အဲ့ဒါအောင်မြင်သွားပြီဟုတ်ပြီနော်အဲ့တော့ငါတန်ကဘာဝနာမရညာအိန္ဒိယမှာရှိတယ်နော်ပေါ့နော်စာတူကြီးတွေတူတော်စင်ကြီးတွေလည်းတိုးတယ်မှာသွားအောင်မထုတ်လားဒါပေမဲ့ဆရာတို့ရဲ့လမ်းစဉ်မျိုးမဟုတ်တဲ့ခါကျတော့သူကတမထတော့မရဘူးလားရတယ်သူတို့ဒီတမထနော်ခန္ဓာကိုယ်ဒီမှာထားခဲ့တယ်ရွှေလုံသွားဖူးကျင်တယ်ဆိုဖူးလို့မရဘူးလားဖူးလို့ရတယ်နော်ဖူးလို့ရတယ်သူကအဲ့ဒါကိုနော်လက်ပြလွှင့်တယ်လို့ခေါ်တာပေါ့နော်အနောက်တိုင်းနီးရတော့ဗာလဲလက်ပြလွှင့်တယ်လို့ခေါ်တယ်ဒီအရှိတိုင်းနီးကြတော့နော်ဒီလူရတာဒီမှာရှိနေတယ်ဟိုရောက်သွားတယ်ဥပမာဆိုကြတော့နော်သူတို့များဘလောက်လဲကြစ်ကြအထုတ်လဲဆိုလို့ရှိရင်6တောင်ပိုကြီးလို့ဖြစ်နေတာပေါ့နော်အစားအတော့မစားဘဲနဲ့ကြင်ကြအထုတ်နိုင်တဲ့အနေအထားတွေရှိတယ်နောက်တော့နော်မိမိကိုယ်မာခြင်းနဲ့ဆိုရှင်တန်ခဲလို့မာသေးဆိုရှင်မာနေအဲ့တော့နော်ဟိုပေါ့နော်ဒီဟိမဝင်နာမှာဆရာတခင်များဆိုတဲ့စောက်ထဲမှာနော်အဲ့ဒီဟိုကယောဂီတူကဘာဖြစ်လဲဆိုတော့ तू ကသူ့ခန္ဓာကိုယ်တန်ခဲလို့ဆိုမာလို့ရတယ်တရက်မှာကြားနဲ့တွေ့တာဒါနဲ့ तू ကြားသူ့ရံပြုတ်တော့မယ်ရံမပြုတ်တော့ဆရာတို့ तू ကဘာမှမလုပ်ပါဘူးတော်တဲ့နေတော့ရံပြုတ်နေကတွေ့လာတော့သူ့ခန္ဓာကိုယ်တမ္မဏိကဲလို့မာသည်အမေပြလဲတမ္မဏိကဲလို့သူကမာတယ်ပေါ့အဲ့မှာကြားခုံအုပ်ပြီးတော့ကြိုက်ခဲတာနောက်ဆုံးတန်ခဲကြီးကြိုက်ခဲလို့ဖြစ်နေတယ်ကြားနောက်ပြန်ပြီးသွားအဲ့တော့သူ့ဘာဖြစ်လဲဆိုဘာမှဖြစ်ဘူးနော်ဒါကဘာလဲဆိုတော့ तू တမထရသွားတာဟုတ်လားနော်တမထရသွားအဲ့ဒါကဘာလဲဆိုရှင်ဆရာတို့ကနော်သူတို့ကြတော့မနောမယညာလို့လည်းဆရာတို့ကခေါ်တယ်ငါတန်ကဘာလို့ခေါ်လဲမနောမယညာနော်ဘာဝနာမယညာလို့ခေါ်တယ်မနောမယညာကခုနမနောသူတို့နော်တစ်ခုကို
အစင်ပြမပိုင်နိုင်ဘူးလားပိုင်တယ်ဘာလို့လဲဆိုရှင်တန်တန်ကြီးတို့ဘာသေးလို့အဲ့လိုမနှောမရညာလည်းမပြောဘူးလားပြောတယ်ဆရာကြီးမသိခမနှောမရဆိုအဲ့ရပြောတာဆရာတို့ဒီမှာကြတော့နော်နိဗ္ဗာန်မက်ဖို့သွားမတူကြတော့နော်အဲ့ဒီ9တန်းကဘာလဲဘာဝနာမရညာအဲ့တော့အဲ့နှစ်ပိုင်းရှိတယ်ဗောနော်သူ့ဒေတာအခြေအနေပေါ်မှာမူတည်ပါလိမ့်မယ်ကဲဆရာတို့နော်ဒီကနေ့မှာဒီလောက်ပဲရအောင်နော်ပြည်တင်မေးမဲ့လူတွေရောက်နေတယ်အားလုံးမတက်ထမယ်နှုတ်ဆက်မယ် မင်္ဂလာပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီး မနေ့ပြင်တော့7နာရီနော်7နာရီအဲ့ဒါဆရာစိတ်ရလည်း7နာရီရောက်အောင်လာမယ်နော်ဟုတ်